1955 ခုနှစ်ကောဇာတက္ကရာ1383 ခုနှစ်ဝါကောင်လဆန်း3 ရက်2011 ခုနှစ်ဩဂုတ်လ2 ရက်ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်တိရိမင်္ဂလာလမ်းကံမြင့်ကျောင်းတိုက်ဓမ္မယုံတွင်ဆင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနား၌စမ်းချောင်းမြို့နယ်ခတ္တာလမ်းအမှတ်14မြင်းဆောင်ပြီးဦးမျိုးတန်ထွန်းနှင့်မောင်နှမတစုနှင့်ညောင်ဦးမျိုးရာခဲနာဟိုတယ်ဝေးကိုစိန်တော်မီတန်းထိုက်မိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောဘောဓိပက္ခိယတရားကိုလေ့လာသုံးသပ်ခြင်းအပိုင်း12တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယညာစွာတတ္တဝါဤချမ်းသာစီးပွားလူလာတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်အသင်္ချတို့ဖြင့်တော်လဲအဘေမေယံရည်တွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးကအတိဒုက္ခရာနိယောဇာတဲ့ခြေလက်အင်္ဂါမိတ္တကြီးမာသမိသာနှင့်တထာဇနိစဉ္ဉ္ကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်တော်မူရောကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးတရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏိကတတတ္တဝါများယင်ဝေတာကဲ့သို့တဏှာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထအမြညာထိုရှင်တော်မြတ်ဖရာအားဓမ္မောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဘောဓိပက္ခိယတရားကိုလေ့လာသုံးသပ်ခြင်းအပိုင်း12ဘုရားမြတ်စွာရဲ့ဒေသနာတော်တွေထဲမှာအဓိကပဓာနာအကျဆုံးဖြစ်တဲ့မဂ်ခင်7ပါးအဲဒီမဂ်ခင်7ပါးတစ်ခုစီတစ်ခုစီရဲ့သတ်မှတ်ချက်တွေတစ်ခုစီတစ်ခုစီရဲ့အဓိပ္ပာယ်ရှင်းလင်းချက်တွေကိုမြတ်စွာဘုရားကိုယ်တော်တိုင်ကသုတ်တံပါဠိတော်မှာလည်းပဲရှင်းလင်းပြီးတော့ဖော်ပြထားတယ်မဂ္ဂင်ကတန်ရုပ်လို့ခေါ်တဲ့တန်ရုပ်ပါဠိတော်မှာဝိပင်ကသုတ်ဆိုတာရှိအဲဒီဝိပင်ကသုတ်မှာမဂ္ဂင်7ပါးကိုအကျယ်ချဲ့ပြီးတော့တစ်ခုစီတစ်ခုစီရှင်းဟောထားဒါဘုရားဟောတဲ့အတိုင်းဘုန်းကြီးတို့တွေကမှတ်ကြရတာမဂ္ဂင်7ပါးရဲ့အဓိပ္ပာယ်အပြည့်အစုံအတိုင်းအတာအကန့်အသတ်တစ်ခုပေါ့ဥပမာသမ္မာဒိဋ္ဌိမှန်သောအမြင်လို့ဆိုတဲ့ဒီ right view right understanding ဟာဘယ်လောက်ထိအောင်မြင်မှမှန်တဲ့အမြင်ဆိုတာဖြစ်တယ်လဲဆိုဒါလိုအပ်သေးတာဟုတ်
တိုင်းတာတစ်ခုဟာဒီကန့်သက်ချက်ကလေးတွေရှိတယ် define လုပ်တဲ့ခေါ်တာအဲ့ဒါမြတ်စွာဘုရားကိုယ်တိုင်ကို definition လုပ်ပေးထားအဲ့တော့တမ္မာဒိဋ္ဌိနဲ့သူတကာပြောသူပြောလူပြောပြီးတော့နေကြတဲ့အခါမှာမဂ္ဂင်၈ပါးထဲမှာပါတဲ့တမ္မာဒိဋ္ဌိရဲ့အမြင့်ဆုံး level တစ်ခုကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယ်တိုင်သတ်မှတ်ပြီးတော့ပေးထားအဲ့ဒီသတ်မှတ်ချက်နဲ့ညီတဲ့တမ္မာဒိဋ္ဌိမျိုးရှိမှတကယ်တမ္မာဒိဋ္ဌိလို့ခေါ်အောင်နော်right view ဆိုတိုင်းတမ္မာဒိဋ္ဌိဟုတ်ချင်မှဟုတ်မှာပေါ့အဲ့တော့ပြည့်စုံတဲ့တမ္မာဒိဋ္ဌိဖြစ်ဖို့ပြည့်စုံတဲ့တမ္မာသင်္ကပ္ပထို့တူပဲသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတာတွေနဲ့ပတ်သက်ပြီးတစ်ခုစီရဲ့အဓိပ္ပာယ်ကန့်သက်ချက်တွေကိုမြတ်စွာဘုရားကိုယ်တိုင်ဝိပန်းကတုတ်မှာဖွင့်ဆိုထားတာရှိတယ်အလားတူပဲအဘိဓမ္မာ9ကျမ်းမှာပါတဲ့ဝိပင်းကျမ်းမှာလည်းပဲမဂ္ဂင်ကဝိပင်ကဆိုတဲ့ဟာပါတယ်အဲ့ဒီမဂ္ဂင်ကဝိပင်ကအခန်းမှာရှုထောင့်3ခုကနေပြီးတော့မြတ်စွာဘုရားကရှင်းလင်းဟောကြားထားတယ်မဂ္ဂင်ကကိုသုတ်တန္တဘာဇနိယရှုထောင့်သုတ်တံမှာလာတဲ့ဝေဖန်ချက်ကိုပေးတဲ့ရှင်းလင်းဖော်ပြတဲ့နီးနဲ့တစ်ခုရှင်းပြတယ်အဘိဓမ္မာဘာဇနိယလို့ခေါ်တယ်အဘိဓမ္မာရဲ့ရှင်းလင်းနီးနဲ့ရှင်းလင်းထားတာတစ်ခုနဲ့ပညာပုစ္ဆကမေခွန်းလေးတွေထုတ်ပြီးတော့ရှင်းလင်းဖော်ပြထားတာတစ်ခုလို့အပိုင်း3ပိုင်းခွဲပြီးတော့မဂ္ဂင်ကဝိပန်ကဘိဓမ္မာ9ကျမ်းမှာလည်းဟောထားတယ်အဲ့လိုဟောထားတဲ့ထဲမှာဒီတရားတွေရဲ့ definition သုတ်တန္တဘာဇနိယခွဲခြားချက်ကန့်သက်ချက်သတ်မှတ်ချက်ကလေးတွေဟာသုတ်တန်နဲ့အဘိဓမ္မာဟာထပ်တူညီမျှအတူတူပဲဆိုတာမှတ်ကြရအောင်သုတ်တန်ကတစ်မျိုးအဘိဓမ္မာကတစ်မျိုးဒီလိုမဆိုလို့ပါဒါကြောင့်မလို့ဘုန်းကြီးတို့တွေတတိထားဖို့ရကအဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေကတစ်ခါပြောမိရတယ်အဘိဓမ္မာတရားနာတဲ့အခါသုတ်တန်တရားတွေမနာတတ်ဘူးလို့ပြောရင်မှန်တာမဟုတ်ဘူးလွဲမှားပြီးတော့ပြောတာလို့ခေါ်တယ်မြတ်စွာဘုရားဟောတဲ့တရားသုတ်တန်နဲ့အဘိဓမ္မာတူတူပဲတခုတော့ပြောလို့ရတာပေါ့ဇလန်းဇက်ွက်တွေကိုသိစိတ်ဝင်စားဘူးလို့ပြောခြင်းတော့ပြောပေါ့သုတ်တန်လို့တော့မပြောနဲ့ပေါ့ဘာဖြစ်လို့လဲဆိုတော့သုတ်တန်ဆိုတဲ့ပါဠိတော်တွေနဲ့အဘိဓမ္မာပါဠိတော်တွေဟာတခါတရံအကျဉ်းကျယ်ညတာကွာတခါလေးထပ်တူညီမြရှုတော့ချင်းမတူတာလေးတွေပဲရှိတယ်သုတ်တန်ပါဠိတော်ကြတော့ပုဂ္ဂိုလ်တွေရဲ့အလိုက်ဇယိုက်ဝါဒနာကိုကြည့်ပြီးတော့ဒီပုဂ္ဂိုလ်ဒီတရားနဲ့တန်တယ်ဆိုပြီးတော့ပုဂ္ဂိုလ်ကိုကြည့်ပြီးတော့မြတ်စွာဘုရားကသူနဲ့စီလျော်အောင်လူဇယိုက်အသင်္တရံကြည့်ပြီးတော့ပုဂ္ဂိုလ်တွေနဲ့ထိတွင်းပြီးတော့ရှင်းလင်းဟောပြောတာတိလို့လွယ်အောင်လို့ပေါ့အဘိဓမ္မာကြတော့အဲ့လိုပုံစံမျိုးနဲ့မဟုတ်တော့အဘိဓမ္မာကြတော့သဘာဝတရားတွေဟာအချင်းချင်းဆက်သွယ်ပြီးတော့ဘယ်ပုံတစ်ခုနဲ့တစ်ခုစွမ်းဆောင်မှုတွေပြုနေကြတယ်ဆိုတဲ့ပုဂ္ဂိုလ်နဲ့မဆက်ဆက်ဖက်နဲ့သဘာဝတရားတက်ကိုသာဟောတာကြတော့အဘိဓမ္မာသို့တော့ဒီနှစ်ခုဟာစွမ်းဆောင်မှုတွေကအနှစ်သာရဘိုင်းကိုကြည့်လိုက်မယ်ဆိုရင်တူတူပဲအဲ့ဒါကြောင့်မို့လို့တူတူမှုမသိပဲနဲ့အဘိဓမ္မာတွေအဘိဓမ္မာတရားပဲနာကျင်တယ်သုတ်တန်တရားမနာကျင်ဘူးလို့သွားမပြောလိမ့်နဲ့ဘုန်းကြီးကဒါပြောရတာတခြားမဟုတ်ဘူးပြောတဲ့အတန်လေးကြားလို့ပြောပြတာနော်ဘာဖြစ်လို့ဒီလိုပြောပြရတော့ဆိုတော့တစ်ခါမှတ်ရင်းနေဟိုထင်တတ်လို့ပေါ့စာပေလေးလာဘူးတဲ့ပုဂ္ဂိုလ်ကတော့သုတ်တန်ဆိုတာဘာအဘိဓမ္မာဆိုတာဘာနားလည်ပြီးတာပဲပေါ့အဲ့တော့မလေးလာဘူးတဲ့ပုဂ္ဂိုလ်ကသုတ်တန်တရားရှင်းတော့ကလည်းဘုန်းကြီးတို့ငယ်ငယ်တုန်းကရက်လဲတရားတွေပေါ်လာခဲ့ဘူးတဲ့ရက်လဲတရားဆိုတာရက်တောင်ကြီးလဲထားလို့ခေါ်တာတော့မဟုတ်တော့ဘူးနဲ့တူတယ်ကြည့်ရတာနော်ဘာလို့လဲဆိုတော့ပထမဆုံးကဗမာပြည်မှာဒီဓမ္မဂတိကဆရာတော်ကြီးတွေရှေးတုန်းကဆရာတော်ကြီးတွေဟောတဲ့တရားကရက်တောင်ထိတ်ရက်ထောင်တရားလို့ခေါ်တယ်ရက်ကြီးကိုထောင်ပြီးတော့မျက်နှာကြီးကိုရက်ကပိတ်ပြီးတော့ရတာတွေအကုန်ရွတ်တာပဲရှေ့ကတရားနာပိဋကရှိလားမရှိလားလဲသိချင်မှသိမှတိတ်တိတ်ထသွားလဲမြင်မှမဟုတ်ဘူးအဲ့ဒါကိုရက်ထောင်တရားလို့ခေါ်တယ်နော်ရတာကိုအကုန်ရွတ်သွားတာပဲ
တခုစီရှင်းလင်းပြောတာမဟုတ်ဘူးမိမိကြက်ထားတဲ့စာဆိုအတိုင်းပဲတခါလဲဆိုသွားတဲ့ဟာမျိုးဒါကိုယထောင်တရားလို့တစ်ချိန်တုန်းကခေါ်ခဲ့တယ်လူစရိုက်တွေဘာတွေမကြည့်ဘူးအဲ့ဒါအစဉ်လာဟောရိုးဟောစဉ်ကြီးအတိုင်းပဲဟောသွားတယ်ဒီလိုဟာကတစ်ချိန်ခေတ်စားခဲ့တယ်အဲ့ဒါကိုယထောင်တရားအဲ့ဒီပုံစံကိုပြောင်းလိုက်တဲ့အခါကျတော့ယထောင်ကိုယလဲလို့လုပ်လိုက်တဲ့သဘောရှိလာပါတယ်နော်မထောင်ဘူးဟဲ့လဲမယ်ဆိုပြီးတော့အဲ့ဒီလိုမဟုတ်တော့ဘူးယလဲတရားကြတော့ဘာဖြစ်လာတော့ဆိုပိဋကကြည့်ပြီးတော့အဆိုးတွေအငိုတွေနဲ့ရည်စရာတွေနဲ့အတော်တွေအသွမ်းတွေနဲ့ဒီလိုခေါ်တာနော်တရားနာပိဋကကဟိုလူရှင်တော်တွေကြက်လုံးပြက်နေတာကိုနားထောင်ရတယ်လို့ဖြစ်နေတခါတည်းကြာနိုင်ငံသားတယောက်ကတကဝေဖန်နေဆိုတာကြားဘူးတယ်ဘုရားမြတ်စွာရဲ့တရားဓမ္မတွေဟာအမှန်တမ်းသူသိသလောက်အမှန်တမ်းတိမ်မွေ့နေနေတယ်ပေါ့တကယ်ကိုအာယုစိုက်ပြီးတော့နာရမယ့်တရားတွေဟာဗမာတွေတရားနာနေတဲ့တရားပွဲသွားကြည့်တဲ့အခါကျတော့ပါဇက်ကလေးတွေဖြဲပြီးတော့ဟုတ်လားတော်နဲ့ရီးနေကြတော့ဘယ်နဲ့ချောင်းရီးစရာတွေကြီးပဲဖြစ်နေသလားလို့နိုင်ငံသားတယောက်ကဝေဖန်နေဆိုတော့ငယ်တုန်းကကြားဘူးတဲ့အဲ့ဒီစကားကိုမှန်ပါပါဗျာတကယ်တော့လည်းဒါစဉ်းစားတိုက်တာပဲနော်တရားနာတယ်ဆိုတာအလေးနဲ့ဆင်ញင်စဉ်းစားပြီးတော့ဒီလေးနဲ့တဲ့တရားတွေကိုသဘောပေါက်နားလည်အောင်နာကြရတာဟိုကြီးစရာမောစရာမဟုတ်တာပဲတရားဆိုတာလေထောင်တန်တဲ့စကားရေပြက်ဆိုတာရှိသေးတယ်မဟုတ်လားအဲ့တော့ဘုရားတရားတော်ဆိုတာရည်စရာမဟုတ်ဘူးသို့တော်လည်းပဲကြောင်းတိုက်ဆိုင်လာလို့ရည်တာမျိုးကတော့ဒါကတော့တမင်ရည်အောင်ပြောတဲ့ဟာမျိုးမဟုတ်ဘဲနဲ့တဘာဝစိုက်ထိလာလို့သဘောကျလို့ရည်တာတော့ထားပါတော့တမင်ငကလာမရည်အောင်လုပ်နေရတဲ့ဟာမျိုးကြတော့မလုပ်သင့်ဘူးပေါ့အဲမြတ်စွာဘုရားကိုယ်တိုင်ကတခါတရံပြောတယ်တံပဟံသေးတိတရားနာတဲ့ပုဂ္ဂိုလ်တွေကိုရှင်လန်းစေတယ်ဆိုတဲ့ဟာကရေမောစေတယ်လို့ပြောတာမဟုတ်ဘူးစိတ်အားတွေတက်ပြီးတော့စိတ်တွေဟာလန့်လာတယ်လို့ဆိုလိုတာတရားသဘောတွေမိလာတဲ့အခါသိရှိနားလည်လာတဲ့အခါစိတ်တွေဟာရှင်လန်းတက်ကြွလာတဲ့သဘောကိုဆိုလိုတာနော်အေးဒါကြောင့်မလို့တရားနာတဲ့အခါမှာအလေးအနက်သဘောထားပြီးတော့အာယုံစိုက်ပြီးတော့နာကြမြတ်စွာဘုရားကိုယ်တိုင်ကတရားဟောတော့မယ်ဆိုလို့ရှိရင်သုတ်တန်တော်တော်များများမှာတတိပေးတဲ့စကားလေးရှိတယ်ယဟန်တွေကိုပထမဆုံးယဟန်တို့လို့အရင်ခေါ်လိုက်တဲ့အခါကျတော့ယဟန်တွေကအာလုံးမြတ်စွာဘုရားစီအာယုံရောက်သွားပြီးတော့အရှင်ဘုရားလို့တွန့်ပြန်ပြီးတော့ထူးကြတယ်အဲ့ဒီလိုအချိန်မှာမြတ်စွာဘုရားကငါဘာဟောမယ်တရားကောင်းစဉ်လေးတစ်ခုပေးလိုက်တယ်နော်အဲ့လိုပေးပြီးတော့ဘာဆက်ပြောတော့ဆိုလို့ရှိရင်နော်ဘာသိတ္တမိငါဟောမယ်လို့ပြောပြီးတဲ့အခါမှာတန်တုနာထတာဓုကံမနတိကရောထဆိုတဲ့စကားလုံးကိုအမြဲတမ်းသုံးတန်တုငါဟောမယ်တရားကိုတုနာထနားထောင်ညာတာဓုကံကောင်းစွာမနတိကရောထနှလုံးသွင်းညာဆိုတာအာယုစိုက်ပြီးသေချာနာလို့ပြောတာနော်ဘုရားဟောတဲ့တရားနာလို့ရှိရင်သေချာနာအဲ့ဒါလို့နော်ဒီလိုသာမြတ်စွာဘုရားကဟောတာအေးရလဲခေရောက်တော့ကတော့ဒီလိုမဟုတ်ဘူးဘုန်းကြီးတို့ငယ်ငယ်တော့လည်းရလဲခေရောက်လာတဲ့အခါကျတော့ဇလန်းဇက်ွက်ကောင်းတော့ဒီလွမ်းစရာကောင်းတဲ့ဇလန်းတွေဟောလို့ရှိရင်ငိုချင်တတ်တဲ့တက္ကမကြီးတွေအမျက်ရည်ကလေးတွေနဲ့ဖြစ်လာအဲ့ဒါကိုပဲအောင်မြင်တဲ့တရားပွဲလို့ဒီလိုယူဆခဲ့တယ်ငယ်တော့နော်အောင်မြင်တဲ့တရားပွဲလူတိုင်းလက်ကင်မာတွေထုတ်ပြီးတော့မျက်ရည်တုပ်ကုန်တယ်ဆိုတာမြတ်စွာဘုရားတရားဟာအငိုတိတ်အောင်ဟောပါတယ်ဆိုမှငိုနေပဲဟုတ်တော့နော်ဘုန်းကြီးတို့ငယ်တော့သခိုင်းတောင်ရုံမှာငိုကိုင်းရီကိုင်းဆိုတာရှိသေးတယ်တော်တော်ထူးဆန်းတယ်ကိုင်းတွေကလည်းမတန်ပေါ်တာသူတို့ကတော့ဟုတ်တုတ်ပဲသူတို့ပြောတာဘာလို့ငိုတာတော့ဘာလို့ရီတာတော့လို့မေးတဲ့အခါကျတော့မြတ်စွာဘုရားနဲ့တွေ့လို့တဲ့ပရိကြီးကိုတစ်ခါလဲစိတ်ထားဘုရားနဲ့အမြန်ကြီးဆိုပြီးတော့စိတ်တယ်ပရိစိတ်ရင်ကနေဘုရားနဲ့တွေ့လို့တဲ့ရီတာဝမ်းသာလို့တဲ့တကယ်တွေ့လားမတွေ့လားတော့မသိဘူးနောက်တစ်ခါကျတော့ဘာဖြစ်တော့ငိုပြန်ဟာဘာလို့ငိုတာတော့လို့ဆိုတော့ဘ
ရားပြိဋိဘံစံသွားတာလွမ်းလို့ငိုတာတဲ့။ဩအဲ့ဒါလို့ခိုင်းလေပဲဗမာပြည်မှာတကယ်ပေါ်ခဲ့သေးတာ။ကြည်ရတယ်ငိုရတယ်ဆိုတဲ့ဘုရားတရားတော်ဟာတော်တော်ရုပ်ပြည့်စင်မြဲဖြစ်ခဲ့တယ်လို့ပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြည်အောင်လုပ်တာလည်းမဟုတ်ငိုအောင်လုပ်တာလည်းမဟုတ်တကယ်ကတော့အငိုတိတ်စေတဲ့တရားပဲပေါ့။စဉ်းစားကြည့်ပေါ့ရည်တယ်ဆိုတာလည်းပဲလောဘနဲ့ရည်တာများတယ်လေငိုတာကြတော့ဒေါသဒေါမနတဝမ်းနဲ့ခြေကွဲမှုတွေဝမ်းနဲ့ခြေကွဲမှုဆိုတာဘုကိုအကြောင်းပြုပြီးမှဖြစ်တဲ့နာမှာမဟုတ်တာအဲ့တခါတည်းမြတ်စွာဘုရားကဟောတာမိဝဲတဲ့ဒေါမနတဝေဒနာတရားမင်းကြီးကိုဟောတယ်ဆိုတာအဲ့ဒီဝမ်းနဲ့ခြေကွဲမှုကနေပြီးတော့တရားဓုတရားမြတ်ရဖို့ဥဆောင်သွားရင်တော့ဒါမိဝဲတိုက်တယ်လို့ပြောတာတကယ်မိဝဲတိုက်တယ်ဆိုတာဟာဒေါသဝမ်းနဲ့တိုက်တယ်လို့ပြောတာမဟုတ်ဘူးဒီဝမ်းနဲ့မှုကကောင်းတဲ့ဘက်ကိုဆွဲသွားသည့်အတွက်ကြောင့်ဒီဝမ်းနဲ့မှုကိုမိဝဲတိုက်တယ်လို့ပြောတာနော်ဘာလို့လဲဆိုကောင်းတဲ့ဘက်ဆွဲဆောင်သွားလို့ဒါပေမဲ့ဒါကိုလုံးအောင်ဖြစ်အောင်လုပ်ပြီးကောင်းတဲ့ဘက်ကိုဆွဲရမယ်လို့ဒီလိုဟောတာမဟုတ်ဘူးဝမ်းနဲ့တာဆိုတာဘယ်လိုဝမ်းနဲ့မကောင်းဘူးဘာလို့မကောင်းတော့ဆိုဝမ်းနဲ့မှုစီဒေါသနဲ့တွဲလာတာကြည့်ပဲအဲဒေါသဆိုတာအကုသိုလ်ဆိုတာပင်ငယ်ချနိုင်တာပဲကြည့်တော့ဒီလိုသဘောပေါက်ဖို့လိုတာပေါ့နော်အဲ့ဒီမှာငယ်တုန်းကရလဲတရားတွေကိုနာတဲ့အခါကျတော့ဘုန်းကြီးတို့တွေဘာကြားရတော့လို့ဆိုတရားဝဲပြီးကနေပြီဆိုရင်ဘာလုပ်လဲဤဒီကသုတ်တန်ဒေသနာတော်မြတ်တာဖြစ်ကြသည်ဆိုတာလေးပါတယ်နော်အဲ့ဒါကိုအဘိဓမ္မာတတ်တယ်လို့ခေါ်တာပေါ့ဤဒီကသုတ်တန်ဒေသနာတော်မြတ်တာဖြစ်ကြသည်ကုသလဓမ္မအကုသလဓမ္မဗျာဒာသမစတဲ့အဘိဓမ္မာဒေသနာတော်မြတ်ဒီကားဆိုပြီးတော့အဲ့ဒီအစဉ်လာလေးတစ်ခုပေါ်လာခဲ့ဘူးတယ်အဲ့ဒါဘာဖြစ်လို့ပေါ်လာတုံးဆိုတော့မြတ်စွာဘုရားကမဟာဂေါသိငါတုံးမှာအဘိဓမ္မာတရားကိုဟောမှတကယ်ဓမ္မဂတိကဆိုတဲ့စကားကိုမြတ်စွာဘုရားဟောခဲ့တာအဲ့တော့သုတ်တန်လေးဟောပြီးတော့ရည်စရာမောစရာတွေပြောပြီးတော့နောက်ဆုံးမှာဓမ္မဂတိကမဖြစ်မှာဆိုလို့တကယ်ဓမ္မဂတိကဖြစ်အောင်ကုသလဓမ္မအကုသလဓမ္မအပြာဒဓမ္မအဓိပ္ပာယ်မပြောဘဲနဲ့အဘိဓမ္မာတွေကလာတဲ့စကားလုံးလေး၃လုံးရွတ်ပြီးတော့တရားဝဲသိမ်းသွားတာပေါ့နော်အဲ့တော့လေဗမာပြည်မှာတေချာစဉ်းစားကြည့်ရုပ်ပြက်ဆင်းရဲတွေအများကြီးဖြစ်ခဲ့သေးတယ်လို့ပြောရမှာပဲရုပ်ပြက်ဆင်းရဲတွေအများကြီးဒါကတော့အပြစ်တင်စရာတော့မဟုတ်ဘူးသူခင်နဲ့သူဖြစ်တာလေတဖြည်းဖြည်းမှတိုးတက်ရမှာဟုတ်ဆုံးယုတ်သွားရင်တော့မကောင်းဘူးအဲ့တော့ဗုဒ္ဓဘာသာမဟုတ်ရာကနေဗုဒ္ဓဘာသာဟုတ်လာတယ်ဆိုတဲ့ကဒါတိုးတက်မှုလို့ပြောရမှာပဲရထောင်ကနေရလဲကနေပြီးတော့တရားအနှစ်သာရတွေနာတတ်လာတယ်ဆိုတိုးတက်မှုလို့ပြောရမှာပေါ့အေးတချို့ကပြောသေးတယ်တရားပွဲသွားမလို့တဲ့ဘာလို့အိမ်နေရတာပြင်းနေတရားသွားနာရည်ရတယ်ဟောဒုက္ခပဲလို့တရားဝဲလာတာဆိုတော့နော်ဒီလိုဟာမျိုးတွေရှိသေးတယ်အမြင်မမှန်တာတွေကိုပြောပြတာပါဒါတတိထားစရာလေးတွေကိုပြောပြတာနော်ဘုန်းကြီးတို့ကအသက်ကြီးတော့အတွေ့အကြုံတွေတော်တော်လေးများတယ်ပေါ့သက်ကြီးတယ်ဆိုတာမင်းအဆက်အများကြီးမိခဲ့တယ်ပေါ့ဘုန်းကြီးတို့မွေးတဲ့တက္ကရာကြည့်မယ်ဆိုရင်အင်္ဂလိပ်ခေတ်မှာမွေးတာပဲအဲ့တော့အင်္ဂလိပ်ခေတ်လည်းမိလိုက်သေးတယ်ဂျပန်တက်တော့လည်းမိလိုက်သေးတယ်လွတ်လပ်ရေးကျိုးပန်းနေတဲ့အင်္ဂလိပ်ဒုတိယအကြိမ်ပြန်ဝင်တာလည်းမိလိုက်တယ်လွတ်လပ်ရေးကျိုးပန်းတဲ့ခေတ်ကိုလည်းမိလိုက်တယ်ဒါလူလားမမြောက်သေးပေမဲ့မိလိုက်တာပြောတာပေါ့မိလိုက်တယ်ဆိုလို့ရှိရင်တစ်ခါကြားလိုက်တယ်ပေါ့နော်ကြားလိုက်ဖူးတာလေးအများကြီးပဲရှိတယ်ပေါ့အေးဒါကြောင့်မို့လို့ခေတ်ဟာတေချာတတိထားတတ်လို့ရှိရင်အမှန်တမ်းဒီဘဝကြီးတစ်ခုဟာဖြတ်တန်းရတယ်ဆိုတာခေတ်အမျိုးမျိုးစနစ်အမျိုးမျိုးအတွေ့အကြုံအမျိုးမျိုးတွေနဲ့ဖြတ်တန်းကြတာလူတွေရဲ့အတွေ့အကြုံလူတွေရဲ့အကျင့်စရိုက်ဆိုတာလဲဒီမတူညီဘူးလူတွေရဲ့စိတ်ဝင်စားမှုတွေကလည်းတစ်ခေတ်နဲ့တစ်ခေတ်မတူအဲ့တော့ခေတ်အလိုက်တခါတရံကြတော့ဖြစ်သွားတာမျိုးလေးတွေလည်းရှိတာပေါ့နော်ဒါတော့ဘယ်သူမှလည်းအပြည့်ပြောစရာမရှိပါဘူးခေတ်အခြေအနေရလူဟာခေတ်ထဲ
mà lu chi ra đấy bao gồm khi cụ cho loa bộ rồi bao nhiêu chuyện ngủ cho loa bị thu phao bộ rồi mà đã mà khen nào ý đấy là một lúc thì cái khi mà đó là nhau đi từ đó để là để lúc cho chạy mà về và bây giờ rồi đến đây để mà đi nada là ở đó vì mà rồi chẳng ngăn ngủ biểu đấy khám thì biết tầm nhiều gì tất cả đi ăn cho vì mà rồi cái lòng à vì rồi lên để tham ăn đấy rồi yêu đi ăn ăn đi ăn đi xin bia đấy cả vì mà rồi ở đó mỗi người nghe lý đâu ngạ tiếng ngắn một đà cái trong yêu cố nị ta lao cả cái giàu đó giờ mà mới bị đó mà xin nị ta lao thì ông nị cái cố nị ta giàu đấy cái trong yêu giàu ấy giàu là đấy nị à thằng nào nam em cái Vipassana chọn rồi sao đó Vipassana cái thằng này ác hóa ra chọn ấy đi chọn cái Vipassana cái thằng này bello ác thâu thà rồi sao ấy đi chọn giàuตัวra này để vậy này cái thằng bỏ đấy sao đó lâu à cái thằng bỏ đấy sao đó nâu này giúp phát bị đó tại sao đấy lâu cũng lâu à bà biết lâu rồi sao ta không nên xoay toàn lâu để lâu đây về nam lại vì mình không nên xoay toàn lâu bị để thua nhau bao nhiêu ngày đó mà bà đi xoay rồi ngã mà si yếu nanda si ngã mà si yếu nanda si sao ní đấy xoay đấy nó ná rồi lều ná lều yếu nanda si để về yếu về nam hắn là mới hiểu nó đi thế mà trong nhau nó lâu để lừa gì thế đấy tất cả đó mà cô yên đó bà cái mà tham qua yêu qua sen đại qua đấy anh nào mà thay này cô yên gì đó bà tu nào mà thay bây giờ tu ai gì ra mà đang lâu để đấy cô yên nhỉ hồ cô yên á cái mà tham qua đó ốc không mà gì nó sẽ chào ba đó yêu đi đã gì không may mà yêu gặp bù ra ô nó sẽ xếp ba đây cả không may mà xí đây yoga nó sẽ chào ba luôn nghe đúng không ạ luôn đó ô không may xí nó sẽ chào ba đó yếu đi là xí được tu lệ trả rồi số rồi anh na quyền gì à tu không toa cày yêu ý xí gì mù ngã không may xí đâu rồi để cái lá luôn ngã cày chỉ là vào lúc biểu đi thế nghe đúng không ạတွေ့chung được cứ đi ra lúc biểu là màအဲ့တော့ဘာပဲဖြစ်ဖြစ်ငယ်တုန်းကရိုက်သွင်းလိုက်တဲ့ဒီအသည့်လေးတွေဟာလည်းတန်ဖိုးရှိတာပဲပေါ့နော်အဲ့ဒါလို့ကြောင်မှာဝိပဿနာခန္ဓာယုံကြောင်လို့ခေါ်တဲ့တောင်ကြားကြီးထဲမှာတွားပြီးတော့အဲ့ဒီကြောင်ဟာတတ်လွတ်ကြောင်တတ်လွတ်ပဲစားရတယ်အဲ့တော့တတ်လွတ်လည်းအတော်ကောင်းအောင်ချက်ထားတော့စားနိုင်တောင်းနိုင်တယ်ပေါ့လေတတ်လွတ်ပဲစားရတယ်ဝိနည်းသိက္ခာနဲ့နေရတယ်ပတ္တပိုင်တို့ဒူရင်နေဆောင်ရတယ်ငယ်လေးတဲ့အဲ့ဒါလို့6နှစ်လောက်အဲ့ဒီမှာနေခဲ့ရအဲ့တော့ကိုကဘာမှအတိတ်နဲ့တော့မသိပေမဲ့လို့ကြီးလာတဲ့အခါကျတော့ပြန်ဆင်ခြင်စဉ်းစားလိုက်တဲ့အခါမှာဒုကံကောင်းတာပဲဘာကြောင့်ကံကောင်းလို့ဆိုအဲ့ဒီကြောင့်မှငယ်ကကိုရင်ဝတ်ပြီးတော့ကြီးခဲ့ရသည့်အတွက်ကြောင့်ဘာဖြစ်တုံးဆိုတိတ်ဆိတ်နဲ့အေးချမ်းချမ်းနေခြင်းနဲ့စိတ်ဓာတ်ကိန်းဝတ်သွားတယ်နောက်တစ်ခုကကိုရင်ငယ်တွေဆိုလို့ရှိရင်တခါတခါတရားထိုင်မလိုက်ရဘာဖြစ်လို့လဲဆိုကလေးဆိုတယောက်မျက်နှာတယောက်ကြည့်ပြီးရည်ထက်တယ်ရည်တဲ့အခါအတန်တွေပဲထွက်လာနှောက်ရက်ဖြစ်လို့မလိုက်ရဘူးတခါလေစာလဲမှအံ့ရဘူးသူအဲ့ဒီကြောင့်ကတရားထိုင်ရညနေ3 နာရီဟိုဘက်ကျမှစကားပြောခွင့်ပြုတယ်မပြုတိတ်ဆိတ်လေးနေရတယ်အဲ့ဒီမှာအားနေတော့ဝိပဿနာကဏ္ဍရုံကြောင့်မှာစာအုပ်တွေကလည်းအမတန်ပေါ်အဲ့ဒီစာအုပ်တွေကဘယ်သူလှူထားရတော့လို့ဆိုတော့တချို့ပိဋကတ်တွေထဲမှာသိတဲ့ပုဂ္ဂိုလ်ပါကောင်းပါလိမ့်မယ်မဟာစီသာသနာရိပ်တံမှာကမ္မထာနာစရိယဆရာတော်ကြီး၄ပါးထဲမှာဆရာတော်ဥဇဝနဆိုတာနိုင်ငံသားယောဂီတွေကိုကမ္မထမ်းပြတဲ့ဆရာတော်ကြီးသူကလူဘွားတော်က ARD Inspector ပခုတ်ကူမြို့မှာARD Inspector လုပ်ပြီးတော့ငယ်ကစကိုင်းတောင်ရုံဝိပဿနာကျောင်းမှာနေသွားတာအဲ့ဒီဆရာတော်ကြီးကလူဘွားတော်ကသူကကိုခင်မောင်ဆွဲနာမည်နဲ့အဲ့စာအုပ်တွေလှူထားအများကြီးပဲ
အဲ့ဒီစာအုပ်တွေကိုဘုန်းကြီးတို့တွေကိုဖတ်တတ်သမျှဘာမှစာမကျဲရတော့အဲ့စာအုပ်တွေကိုထုတ်ပြီးတော့ကိုနားရှိတဲ့ဗီဒီယိုဖွင့်ပြီးတော့ဖတ်တာ950တွေအကုန်လုံးနေဖတ်ဖူးသွားအဲ့ဒါလို့ဖတ်ဖူးတဲ့အခါကျတော့ဘုရားလောင်းရသေးတွေတော်ထဲမှာတတိရှာကြံစားလို့ဇံအပိညင်တွေနဲ့ဇံတကိုးတွေနဲ့ပြန်တယ်တို့ဘုရားလောင်းတွေတောထွက်ပြီးတော့ကျင့်တဲ့ဇာလန်းတွေကိုကျင့်တယ်အတော်အားကြတော့ဘုရားစုပန်ခြင်းနဲ့စိတ်တွေပေါ်တယ်ပေါ့ဘုရားလည်းစုပန်မိကြတယ်ပေါ့အဲ့တော့ဒါတွေကလည်းပဲကောင်းတဲ့ဘက်ကိုဆောင်ကျင်းသွားတာဆိုတော့တမိုးရှိတယ်လို့ပဲပြောအောင်အဲ့တော့ပတ်ဝန်းကျင်ကလည်းအကယ်၍တငါမုတ်ဆိုးနဲ့နေမယ်ဆိုလို့ရှိရင်တော့ငါဖမ်းမယ်ငှက်ပြစ်မယ်ဒါပဲတတ်မှာပဲပေါ့နော်အဲ့တော့ငယ်ငယ်ရွယ်မှာအဲ့ဒီလိုနေရာကောင်းဆရာကောင်းသမားကောင်းစီရောက်သွားရတဲ့အခါမှာဒီစာပေတွေနဲ့လည်းပို့ပြီးတော့ယဉ်နေလာတယ်ပေါ့အဲ့တော့အမြဲတမ်းဒါတွေကလည်းပဲအရေးကြီးတဲ့ဟာတွေပဲပေါ့နော်အေးဒါကြောင့်မို့လို့ဘဝဆိုတာအမျိုးစုံဖြတ်တန်းကြရဖြတ်တန်းရတဲ့ထဲမှာဘုန်းကြီးတို့တွေတတိထားရမှာကတော့မြတ်စွာဘုရားတရားတော်တွေလောကမှာထင်ရှားရှိနေသေးတယ်လေ့လာမယ်ဆိုလို့ရှိရင်လေ့လာခွင့်ရှိနေသေးတယ်လေ့လာလို့ရနေသေးတယ်ဘာဖြစ်လို့လေ့လာလို့ရတယ်ဆိုတာတော့မြတ်စွာဘုရားဟောတဲ့အတိုင်းမှတ်တမ်းတင်ထားတဲ့စာအုပ်တွေလည်းရှိတယ်အဲ့ဒီစာအုပ်တွေကိုရှင်းပြနိုင်မဲ့စာတတ်ပုဂ္ဂိုလ်တွေလည်းရှိသေးတယ်လက်တွေ့တရားကျင့်သုံးနေတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ဒါကြောင့်ဘုန်းကြီးတို့တွေအခွင့်အရေးဆိုတာရှိနေသေးတယ်ပေါ့သို့သောရှိနေတဲ့အခွင့်အရေးကိုအသုံးမချတဲ့လူနဲ့အသုံးချတဲ့လူဆိုအသုံးမချတဲ့လူကပိုများတာပေါ့အဲ့ဒီအချိန်တုန်းကဘုန်းကြီးတို့တွေငယ်ငယ်နေတဲ့အချိန်မှာရိတ်တာဆိုတာမရှိသေးဘူးအဲ့ရိတ်တာကဘယ်တော့လောက်မှပေါ်လာတာတုံးဆိုသတ္တတန်္ဃာနာတင်္ဃာနိကျမှာရိတ်တာဆိုတာပေါ်လာအရင်တော့တရားထုတ်ခြင်းစကိုင်းတောင်လို့မင်းကိုတောင်ရိုးလို့သွားကြတာဟုတ်အဲ့ဒီမှာပဲသွားပြီးတရားထုတ်ကြတယ်ပြည်နိဗ္ဗိဏတောရတို့ဘာတို့ဒါတွေကြားဘူးလားပေါ့အောက်ပိုင်းမှာတောရိတောင်တွေထဲမှာတရားအထုတ်ကြတယ်အဲ့ဒါမျိုးတွေပဲရှိတယ်ပေါ့ရိတ်တာဆိုပြီးတော့နာမည်နဲ့ဘယ်အစပေါ်လာတာတုံးလို့ဆိုအဲ့တုန်းကနိုင်ငံတော်ဝန်ကြီးချုပ်ဦးနုသတ္တတန်္ဃာနာတင်္ဃာနီးမှာစိတ်ခွန်မှာသတင်းသုံးတဲ့မဟာစီဆရာတော်ကြီးကိုပင့်ပြီးတော့ရန်ကုန်မှာဟာမစ်တစ်လမ်းမှာသာသနာရိတ်တာဆိုပြီးတော့စာဥသင်စတင်ပြီးတော့တီထောင်တဲ့အချိန်ကစရိတ်တာဆိုတဲ့နာမည်ပေါ်လာလိုက်တာဒီကနေ့တော့ရိတ်တာဆိုတာတွေအများကြီးဖြစ်လာတယ်ပေါ့နော်အေးဟိုတော့ကတရားထုတ်ခြင်းလို့ရှိရင်တော့တကယ်တရားထုတ်နေတဲ့ပုဂ္ဂိုလ်တွေစီသွားပြီးတော့နိခံညာစကိုင်းတောင်ရိုးမှာမဟာကဏ္ဍယုံဆိုတဲ့ဆရာတော်ဘုရားကြီးရှိတယ်တောင်မြို့ဆရာတော်ဘုရားကြီးတို့ရဲ့ဆရာပေါ့အဲ့ဒီဆရာတော်ကြီးကတော့ဂူအောင်ပြီးတော့သူကဘာရင်သုံးလမထွက်ဖက်နဲ့တရားအထုတ်လို့ရှိတယ်ပြန်တော်မူတော့လည်းပဲအနာဂံအဆင့်လောက်ရောက်တယ်လို့ဒီလိုအားလုံးကယုံကြည်ကြတယ်ပေါ့နော်အဲ့ဒါလို့ဆရာတော်မျိုးကြီးစီမှာသွားပြီးတော့တရားယူပြီးတော့အထုတ်ကြရိတ်တာရဲ့လို့လည်းမရှိဘူးနောက်ပိုင်းကျတော့ဘာစီဆရာတော်ကြီးတို့ရိတ်တာတီထောင်တဲ့အခါကျတော့ပို့ပြီးတော့စနစ်တကျဖြစ်လာတယ်ပေါ့ရိတ်တာအဲ့တော့တိုးတက်လာမှုလို့ဒီလိုပြောရမှာပေါ့အေးတိုးတက်လာတဲ့အခြေအနေတစ်ခုကိုအကောင်းမြင်တတ်ဖို့လဲလိုအပ်တယ်ပေါ့ဘယ်ရာပဲဖြစ်ဖြစ် misuse misunderstand ဆိုတာရှိတတ်တယ်ပေါ့ဥပမာ television တွေကောင်းတယ်ကွန်ပျူတာတွေကောင်းတယ်အမှန်တမ်းကောင်းတဲ့ဘက်ကိုအသုံးချမယ်ဆိုလို့ရှိရင်အမှန်တမ်းတန်ဖိုးရှိသို့တော့ကွန်ပျူတာအသုံးချပြီးတော့ game ကစားနေမယ်ဆိုရင်တော့အကောင်းဖြစ်လာမှာတော့မဟုတ်ဘူးပေါ့တန်ဖိုးရှိတာဖြစ်မလာဘူးပေါ့အပျော်တက်တစ်ခုပဲအချိန်ဖြုံးတာတက်ဖြစ်လာနိုင်တယ်နောက်ဆုံးမှာဒီအများအားဒီ screen ကြီးကိုကြည့်နေတော့အလင်းရောင်နဲ့မျက်စိနဲ့တွေ့ပြီးမြန်မျက်စိမှုန်ပြီးတော့မျက်မှန်တက်ရဖို့ပဲရှိတာပေါ့နော်အဲ့တော့ကောင်းတဲ့ဘက်ကကြည့်ရင်လည်းအမှန်တန်မှတ်ခေါင်းတယ်လီဗီရှင်းလည်းထို့အတူပဲဘုန်းကြီးတို့ငယ်တော့တယ်လီဗီရှင်းဆိုတာမပြောနဲ့တော့ဒီအတန်ချက်ဆက်တောင်မရှိသေးဘူးအဲ့ဒီခေတ်ကနော်တော်တော်လေးအရွယ်ရောက်လာတဲ့အခါကျတော့မှခွေးတစိတ်ဓာတ်ပြားဆိုတာလေးသေးသေးလေးတွေအဲ့ဒါလေးတွေပေါ်ပြီးတော့နားထောင်ရင်အဲ့နဲ့သွားနားထောင်အဝေးကျနားထောင်လို့မရဟာအခုတော့နားကွဲလူမတတ်ဖက်အကုန်လုံးနော်loud speaker ကြီးတွေနဲ့ဖွင့်ပြီးတော့အတန်တွေကအခုချိန်ကျတော့ဆူညံလောင်းအကြည့်သွားအဲ့ဒီချိန်တုန်းကဆို
chất tạng nghe tạng mẹ cha đấy cha là bà ta mà mẹ cha à em đã mà trách sinh nhìn đấy lưu đi cái trách sinh nhìn đấy đó đấy cả ấy đi cháu này mà xí đấy sinh cái lý đi cái này trách qua cha rồi lưu đi nhìn này thì để cháu tôi lấy nhìn nha lưu đi cái để ai sẽ khám phiếu lại luôn ở trên công đoán luôn thoát chaပြောcha số cha đấy cả mà sinh lý đi cái này tết này mi là thao tết đi tham mi đấy bỏအဲ့ဒါလို့နေလာခဲ့ရတဲ့အကျိုးကျေးဇူးဟာကိုယ့်အတွက်ပြန်ကြည့်တော့ဘာရလဲလို့ဆိုတိတ်တိတ်ဆိတ်ဆိတ်နေခြင်းနဲ့စိတ်ဓာတ်တစ်ခုတော့ရတာပေါ့နော်သို့တော့နေနိုင်လားလို့ဆိုမနေနိုင်ဘူးမနေနိုင်တာဘာကြောင့်မနေနိုင်တာတော့ဆိုနေချင်တာကတစ်မျိုးလှုပ်ချင်တာတစ်မျိုးလှုပ်နေရတာတစ်မျိုးနောက်ကလူတွေမှာကိုလှုပ်ချင်တာနဲ့ကိုလှုပ်နေရတာနဲ့ကြိုက်ချင်မှကြိုက်တယ်မကြိုက်တာတွေအများကြီးရှိတယ်ပေါ့နော်အေးဘာပဲဖြစ်ဖြစ်ကိုလှုပ်ချင်တဲ့အလုပ်မလုပ်ရပါပဲကိုလှုပ်နေရတဲ့အလုပ်ဒီအကျိုးရှိတဲ့အလုပ်ဖြစ်ဖို့တော့လိုအပ်တယ်လို့ဒီလိုတော့သတ်မှတ်ရတာပေါ့အေးကောင်းပြီတရားဆိုတာလည်းပဲခေတ်အခြေအနေရအခုလိုပြောင်းလဲလာတယ်ဆိုတဲ့သဘောလေးကိုပြောပြတာအဲ့တော့အဘိဓမ္မာလို့ဆိုတာလေးဟာအဘိဓမ္မာတရားဟောမှဓမ္မဓိကဆိုတဲ့အယူဆလေးကြောင့်တုတ်တန်တွေကိုဟောပြီးအဘိဓမ္မာတတ်တယ်ဆိုတာဖြစ်လာသည့်အတွက်ကြောင့်အဘိဓမ္မာတရားမှတကယ်တရားလို့ဒီလိုထင်ပြီးတော့တုတ်တန်ကြတော့သွားပြစ်ပင်မယ်ဆိုလို့ရှိရင်ဒါလည်းမမှန်ကန်ဘူးလို့ပြောရမှာဘာဖြစ်လို့တော့ဆိုရင်မြတ်စွာဘုရားဓမ္မစကြာတရားဟာတုတ်တန်တရားပဲလေမြတ်စွာဘုရားအစဆုံးဟောတာတုတ်တန်တရားဟောလာခဲ့တာပဲအဘိဓမ္မာဆိုတာ9ဝါမြောက်မှဟောတာတာဝရိန္ဒတပြည်မှာဟောတာလူပြေတောင်မဟောဘူးအဲ့တော့အဘိဓမ္မာပဲဖြစ်ဖြစ်သုတ်တံပဲဖြစ်ဖြစ်လေးနဲ့တဲ့ယုံနံနေနဲ့ပတ်သက်တဲ့တရားဟာဒါအဘိဓမ္မာတရားဖြစ်ဖြစ်သုတ်တံတရားဖြစ်ဖြစ်အဘိဓမ္မာထဲမှာပါတာပဲဖြစ်ဖြစ်သုတ်တံထဲမှာပါတာပဲဖြစ်ဖြစ်လေးနဲ့တဲ့တရားဟာတန်ဖိုးရှိတဲ့တရားပဲပေါ့အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတာဓုကံသူနောထမနတိကရောထလို့ဒီလိုဟောတာနော်အေးတရားနာလို့ရှိရင်နားဆိုင်ပြီးတော့ထောင်ညာစိတ်ကိုဟိုဒီလွင်ပါမသွားပဲနဲ့တတိထားကြစိတ်ထဲမှာနှလုံးသွင်းပြီးတော့နာကြလို့မြတ်စွာဘုရားကဒီလိုတတိပေးပြီးမှဟောကြားလေးရှိတယ်ပေါ့အေးကောင်းပြီမြတ်စွာဘုရားဟောတဲ့အခုမဂ္ဂင်၈ပါးကိုဖွင့်ဆိုတဲ့တုတ်တန်တဲ့ဝိပင်ကပါဠိတော်ဒီနှစ်ခုစလုံးဟာထပ်တူညီမျှဖွင့်ဆိုပြီးတော့ပြောထားတယ်တစ်ခုစီတစ်ခုစီမဂ္ဂင်၈ပါးကိုတစ်ခုစီတစ်ခုစီအသေးစိတ်ဖွင့်ဆိုပြီးတော့ပြထားတာအဲ့ဒီမှာမြတ်စွာဘုရားကအရိယောထင်ကြီးကောမဲ့ခေါ်ဒီအရိယာဖြစ်ကိုပြုတတ်တဲ့အင်္ဂါ၈ပါးနဲ့ပြည့်စုံတဲ့မက္ခဆိုတဲ့ဟာဘာတွေလဲလို့ဆိုပြီးတော့တစ်ခုစီတစ်ခုစီရှင်းပြထုတ်ပြတယ်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပစသဖြင့်၈ခုပြပြီးတော့မေကုံးလေးတွေနဲ့မေးပြီးရှင်းသွားတာကတမသဘိက္ခဝေတမ္မာဒိဋ္ဌိတမ္မာဒိဋ္ဌိဆိုတာဘာလဲဟောဒါကအရေးကြီးဆုံးပဲစကားလုံးလေးသာပြောပြီးတော့ဒီ definition ကိုမသိဘူးကန့်တတ်ထားတဲ့အဓိပ္ပာယ်အတိုင်းမဟုတ်ဘူးဆိုလို့ရှိရင်တမ္မာဒိဋ္ဌိအစစ်မဟုတ်ဘူးပေါ့နော်နာမည်လေးကတော့တမ္မာဒိဋ္ဌိတမ္မာဒိဋ္ဌိပဲမှန်ကန်တဲ့အမြင်ဆိုတာဘာလဲလို့ဆိုတော့ရသော်ပြရှင်းပြတာဒုက္ခေညာဏံဒုက္ခသမုဒယညာဏံဒုက္ခនិရောဓေညာဏံဒုက္ခនិရောဓဂ ामि နိယပฏิပဒါယညာဏံလို့ဆိုတမ္မာဒိဋ္ဌိဆိုတာသစ္စာ၄ပါးမှာဖြစ်တဲ့ဉာဏ်ဆိုလိုတာသစ္စာ၄ပါးကိုသိတဲ့ဉာဏ်ကိုတမ္မာဒိဋ္ဌိလို့ခေါ်တာတဲ့ဒါအစင်းမြင့်ဆုံးကိုဘုရားဟောလိုက်တာနော်တခါတခါကျတော့နားလည်ရတယ်ဘုရားဟောတဲ့တရားဟာမြတ်စွာဘုရားဘယ်တော့မှလျှော့မဟောဘူးရတ္တဖို့ထိအောင်အမြင့်ဆုံးကိုပဲဟောတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်လမ်းဆိုတာလူကလမ်းတစ်ဝက်တင်ဆိုလမ်းတစ်ဝက်မှာပဲရပ်နေတတ်တယ်နော်လမ်းတစ်ဝက်မှာပဲရပ်နေတတ်တယ်မြတ်စွာဘုရားမဟုတ်ဘူးလမ်းဆိုတာဆုံးအောင်ကုန်းအောင်ပြအဲ့တော့တမ္မာဒိဋ္ဌိရဲ့အဆင့်အမြင့်ဆုံးကဘာလဲသစ္စာ၄ပါးကိုသိတာသစ္စာ၄ပါးကိုမြင်တဲ့အမြင်ကမှတကယ်ကိုတမ္မာဒိဋ္ဌိလို့ဒီလိုပြောရမယ်သစ္စာ၄ပါးကိုသိတဲ့ဉာဏ်လို့ဆိုတာက
ကဲဘယ်လိုသိတာတုံးလို့ဆိုရင်တပည့်စကြာကိုကြည့်ပေါ့တပည့်စကြာမှာသစ္စာဉာဏ်ဆိုတာဒုက္ခသစ္စာဆိုတာဘာလဲသမုဒိယသစ္စာဆိုတာဘာလဲនិရောဓသစ္စာဆိုတာဘာလဲမဂ္ဂသစ္စာဆိုတာဘာလဲဆိုတာတစ်ခုစီတစ်ခုစီရှင်းပြီးတော့သစ္စာကိုသိတာသစ္စာဉာဏ်လို့ပြောတာเนาะအဲ့ဒီသစ္စာတွေဟာဘာလို့ရတာလဲလို့ဆိုလို့ရှိရင်ဒုက္ခသစ္စာဆိုတာပိုင်းခြားပြီးသိဖို့ဖြစ်တယ်သမုဒိယသစ္စာဆိုတာဖယ်ရှားပြစ်ဖို့ဖြစ်တယ်និရောဓသစ္စာဆိုတာမျက်မှောက်သိဖို့ဖြစ်တယ်မျက်မှောက်ပြုဖို့ဖြစ်တယ်မဂ္ဂသစ္စာဆိုတာကိုယ်တဏ္ဍာမှာဖြစ်ပွားစေဖို့ဖြစ်တယ်ဆိုတော့ဒါကလုံးဝမဲ့ကိစ္စကိုသိတာမို့ကိစ္စဉာဏ်လို့ဒီလိုပြောတာအဲ့ဒီဉာဏ်တစ်ခုကအရေးကြီးဆုံးပဲလုတ်ပြီးပြီလို့သိတာကြတော့ကတ္တဉာဏ်ပေါ့မြတ်စွာဘုရားအဲ့ဒီဉာဏ်၃ခုနဲ့ဟောသွားတာနော်မြတ်စွာဘုရားအဲ့ဒီကြမှာပြည့်ပြည့်စုံတယ်လို့တမ္မာဒိဋ္ဌိရဲ့အဓိပ္ပာယ်အဲ့ဒီကြမှာပြည့်ပြည့်စုံတယ်လို့ဒီလိုပြောအောင်အဲ့တော့သစ္စာကိုသိတယ်ဆိုတဲ့နေရာမှာသိပုံသိနည်းကလည်းပဲအမျိုးမျိုးရှိသေးတယ်နံပါတ်1ကတဝနာပฏิဝေဒာတဲ့တရားနာပြီးသို့မဟုတ်စာပေဖတ်ပြီးတော့သစ္စာ၄ပါးကိုသိတဲ့အသိကဒါတဝနာပฏิဝေဒာလို့ခေါ်တယ်ကြားနာပြီးသိတဲ့အသိဒီအသိကလည်းပဲအခြေခံအနေနဲ့အရေးကြီးတယ်ပေါ့သစ္စာ၄ပါးဆိုတာဘာမှလည်းမသိပဲနဲ့ဆိုလို့ရှိရင်လွယ်လွယ်မှားမှားတွေဖြစ်နိုင်တယ်အဲ့တော့သစ္စာ၄ပါးဆိုတာကြည်ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာရှိတဲ့ရုပ်တရားတွေရဲ့ကိုရထားတဲ့နံတရားတွေကိုရထားတဲ့နံတရားဆိုတာလောကီနံတရားတွေပြောတယ်လောကီစိတ်တွေလောကီစိတ်စေတသိက်အဲ့ဒီမဲ့တော့မှပဲကိုမရတာတွေကိုသွားမပြောနဲ့ကိုရတာပဲကြည့်အောင်နော်အဲ့တော့လောကီစိတ်စေတသိက်တွေရဲ့နံတရားရဲ့ကိုယ်တဏ္ဍာမှာရှိတဲ့ရုပ်တရားတွေရဲ့အဲ့ဒါတွေဟာဒုက္ခလို့သတ်မှတ်ရတဲ့အရာတွေပဲဖြစ်တယ်အဲ့ဒါကိုသိတာဟာဒါဒုက္ခဆိုတာဒါပဲအတိတယ်လည်းမပိုဘူးအတိတယ်လည်းမလျော့ဘူးဒါတွေအလုံးဟာဒုက္ခသစ္စာပဲဒါဒုက္ခအမှန်တရားတွေပဲလို့ဒုက္ခဆိုတာတခြားသောမရှာနဲ့ဟောဒီယုံနဲ့နာမည်လို့ဒီလိုသိတာနော်အဲ့ဒါလို့သိတာဟာဒုက္ခကိုသိတဲ့ဉာဏ်မို့ဒုက္ခေညာဏံဒုက္ခကိုသိတယ်အဲ့တော့သင်လိုက်လို့သိတဲ့အသိကိုတဝနာပฏิဝေဒာလို့ခေါ်တယ်နာကကြားလိုက်လို့သိတဲ့အသိဒီအသိဟာစဒီအသိကစဒီအသိစပြီးတဲ့အခါကျတော့ဘာဝနာပฏิဝေဒာဩဒုက္ခဆိုတာဟုတ်ပါလားကိုယ်ခန္ဓာကိုယ်အာယုစိုက်ပြီးတော့ပွားကြည့်တဲ့အခါမှာတကယ်ကိုဒုက္ခသဘောတွေသိဒါတွေဟာတကယ်ဒုက္ခပါလားလို့စိတ်ဓာတ်တွေကိုတိုးပွားလာအောင်လုံရင်းနဲ့သိလာတာဘာဝနာဉာဏ်နဲ့သိတာကြတော့ဘာဝနာပฏิဝေဒာလို့ခေါ်တယ်အဲ့ဒီနှစ်ခုကအခြေခံအပြင်လိုအပ်ချက်တွေပဲပေါ့နံပါတ်1တဝနာပฏิဝေဒာနဲ့သိအောင်သိတဲ့ဉာဏ်ကိုလည်းပဲတမ္မာဒိဋ္ဌိလို့ခေါ်တယ်ဘာဝနာပฏิဝေဒာနဲ့သိတဲ့ဉာဏ်ကိုလည်းပဲတမ္မာဒိဋ္ဌိလို့ခေါ်တယ်နောက်ဆုံးကြတော့ဒီ message ပေါ်လာတဲ့အခါ message နဲ့အတူတွဲလာတဲ့ message နဲ့အတူရှင်တွဲလာတဲ့တမ္မာဒိဋ္ဌိကြတော့ဘာဖြစ်လဲဆိုရင်မိစ္ဆာဒိဋ္ဌိကိုလုံးဝဖယ်ရှားလိုက်တယ်ကိလေသာနဲ့မိစ္ဆာဒိဋ္ဌိကိုဖယ်ရှားလိုက်တယ်နိဗ္ဗာန်ကိုလည်းအာရုံပြုနိုင်တယ်သူနဲ့ရှင်ဘက်တရားတွေကိုလည်းအကုန်ဆွဲခေါ်သွားတယ်ကိစ္စ၃ခုသူကလှုပ်သွားတယ်အဲ့ဒီအဆင့်ရောက်အောင်ဘုန်းကြီးတို့တွေမြတ်စွာဘုရားကဟောထားတဲ့နေရာမှာခုနကဒုက္ခေညာဏံဒုက္ခကိုသိတယ်ဆိုတာပထမတယုတ်ကိုသိရနော်ဒုက္ခဆိုတာဘာလဲဆိုလို့ရှိရင်ဘုန်းကြီးတို့တွေတဏ္ဍာမှာရှိတဲ့အားလုံးကြားမှုတဲ့ယုတ်28ပါးလောကီစိတ်82မျိုးစေတသိက်52ဒါတွေဟာအားလုံးဟာဒုက္ခတွေပဲဒုက္ခလို့သတ်မှတ်ရတယ်ဘာကြောင့်ဒုက္ခလို့ခေါ်တာတုံးလို့ဆိုရင်ငါဟာလို့ဒီထဲမှာကိုယ်အားတာထင်တာငါဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးတဘာဝတရားတက်တက်မြတ်တာဖြစ်တယ်ဒါကြောင့်မို့ဒုဆိုတာခြေနှက်စရာမကောင်းဘူးပြဿနာတွေ problem တွေအလုံးဟာဒီပေါ်မှာရှိတယ်ခကိုထင်တဲ့အတိုင်းတစ်ခုမှမရှိဘူးတုံညဖြစ်တယ်ဆိုတာဒီရှုထောင့်နှစ်ခုကနေပြီးဒုက္ခလို့ပြောတာဟိုလူတွေညီးလို့ခေါင်းကိုက်လို့ခါကိုက်လို့ဒုက္ခစားစရာမရှိလို့ဒုက္ခစီးပွားရေးအဆင်မပြေလို့ဒုက္ခအဲ့ဒီဒုက္ခပြောတာမဟုတ်ဘူးเนาะအဲ့တော့ဒုက္ခသစ္စာဆိုတာဟာဒုက္ခတွေလည်းဒီထဲမှာပါတယ်ပေါ့
ဘာလို့ဒုက္ခကိုဒုက္ခလို့ပြောတာလဲဆိုဒုက္ခဆိုတာတည်မြဲတာဟုတ်ကဲ့လားဟုတ်ပါဗျာအခုချမ်းသာနေပေမဲ့ဒီချမ်းသာမှုကခဏလေးနဲ့ပြောင်းလဲသွားတာဒါကြောင့်မို့လို့ထိတိဒုက္ခရှိနေတော့ချမ်းသာပဲတဲ့ဝိပရိနာမဒုက္ခပြောင်းသွားတာနဲ့တပြိုင်နက်ဒုက္ခဖြစ်တယ်ဒါကြောင့်မို့သူ့ကိုလည်းဒုက္ခလို့ခေါ်တာပဲအေးကောင်းပြီဒုက္ခသစ္စာဆိုတာဒါပဲဒီတဲ့မပို့ဘူးလို့ပထမသင်ပြီးတော့သိတာသဝနာပฏิဝေဒနောက်ထပ်အဲ့ဒီဒုက္ခသစ္စာကိုဉာဏ်နဲ့ရှုဆင်ခြင်းပွားများအထုတ်လို့ဝိပဿနာဉာဏ်นี่ဖြစ်လာတဲ့အခါကျတော့ဘာဝနာပฏิဝေဒနဲ့သိတယ်အဲ့တော့ဒုက္ခသစ္စာဆိုတာသိဖို့ဒါကြောင့်မို့လို့ပရိညေယလို့ခေါ်တယ်ပိုင်းခြားပြီးတော့သိရတာမို့ပရိညေယသစ္စာလို့ဒီလိုပြောတာเนาะဒုက္ခသစ္စာဆိုတာဖယ်ဖို့မဟုတ်ဘူးဆိုပါစို့ဘုန်းကြီးတို့မျက်စိနာနာလျှာကိုခန္ဓာကိုယ်ကြီးရှိတဲ့တယ်ပဲမျက်စိဆိုတာဖယ်ပြရမှာမဟုတ်ဘူးနားဆိုတာလည်းဖယ်ပြရမှာမဟုတ်ဘူးရုပ်တရားတွေဟာဘယ်အရာမှဖယ်ပြရမယ့်အရာတွေမဟုတ်ဘူးသို့တော့သူတို့ရဲ့သဘာဝကိုပိုင်းခြားနိုင်သိဖို့လိုတယ်ပိုင်းခြားသိတယ်ဆိုတာဒါရုပ်ပဲဒါရုပ်သဘာဝတရားတက်မြတာဖြစ်တယ်တသံတရားလုံးထင်လာတဲ့ငါဆိုတာလည်းမဟုတ်ဘူးငါဆိုတာလည်းမဟုတ်ဘူးထင်နေတာကလူတွေကငါဟာလို့ပဲထင်တယ်လေထင်တဲ့အတိုင်းလည်းပဲပြောကြတာပဲငါမျက်လုံးငါဘဝနော်ငါဟာနဲ့ဒီလိုနေတာကိုတကယ်တော့ငါဟာဆိုတာဘယ်ဟာလဲလို့မေးလိုက်လို့ရှိရင်တခုမှကိုယ်ပိုင်တာရှိမှမရှိတာပြောနေတဲ့အချိန်လေးအတွင်းမှာပဲပြောင်းသွားပြီလေသူပြောလိုက်တဲ့ငါဟာဆိုတာရှိမှမရှိတော့ဘူးနောက်ထပ်အသစ် copy ကြီးဖြစ်နေအဲ့ဒီ copy ကိုလိုက်ပြီးငါဟာလို့လုပ်အောင်မလားနောက်ထပ် copy တစ်ခုပြောင်းသွားဖမ်းလို့မရဘူးငရှင်းကိုလိုက်ဆုပ်ဖမ်းမယ်ဆိုလို့ရှိရင်လက်ထဲကချောထွက်သွားတာလို့ပဲဖမ်းလို့ရမှာမဟုတ်ဘူးเนาะကိုကကြည့်လိုက်လို့ငါဟာလို့သတ်မှတ်လိုက်တာနဲ့တပြိုင်နက်သူကပြောင်းသွားပြီအဲ့ဒီပြောင်းသွားတာလေးကိုလိုက်ပြီးငါဟာလို့သတ်မှတ်လိုက်နောက်တစ်ခုပြောင်းသွားပြန်ပြီအဲ့တော့ငါဟာလို့ဆိုတာရှာလို့မှရမှာမရပဲကိုအေးအဲ့ဒါလို့သိမြင်လာပြီဆိုလို့ရှိရင်ပိုင်းခြားပြီးတော့သိလာဒုက္ခသစ္စာကိုသိတယ်လို့ခေါ်တာပေါ့ဘာဝနာပฏิဝေဒနဲ့သိလာအောင်ကြိုးစားရမှာပထမသဝနာပฏิဝေဒဒုက္ခဆိုတာဒါတွေကိုပြောတာဆိုတာသိဖို့လိုတယ်အဲ့ဒါကိုဆိုလိုတာဒုက္ခေညာဏနောက်တစ်ခါဒုက္ခသမုဒယညာဏဒီဒုက္ခဘယ်သူကထုတ်လုပ်တာတော့ဘယ်သူကြောင့်ဖြစ်နေရတာတော့ဆိုတဏှာကြောင့်ဖြစ်တာတဏှာဆိုတာလိုချင်တာနဲ့တွေ့တာလောကမှာလိုချင်တာလဲတဏှာပဲတွေ့ဖက်ထားတာလဲတဏှာပဲဘာလို့လဲဆိုမရသေးရင်လိုချင်တယ်ရပြီးရင်တွေ့သူကနှစ်မျိုးသူ့ရဲ့ဆောင်ရွက်မှုကနှစ်မျိုးရှိတယ်မရသေးရင်ရချင်တယ်ရပြီးရင်ဆုပ်ကိုင်ထားချင်တယ်ဟောဒါကတဏှာရဲ့သဘာဝပဲအဲ့ဒီတဏှာရဲ့သဘာဝကြောင့်မို့လို့ဒီယုံနာခန္ဓာတွေဟာဆက်လက်ပြီးတော့ဖြစ်ပေါ်နေရတယ်လို့အဲ့တော့ဒီတဏှာကဒုက္ခသမုဒယဒုက္ခတွေကိုထုတ်လုပ်တဲ့အကြောင်းတရားပဲလို့ဒီလိုပထမသဝနာပฏิဝေဒနဲ့သိပြီးတော့နောက်ဘာဝနာပฏิဝေဒနဲ့ပွားများအထုတ်တဲ့အခါအိုးတကယ်ကိုဒီတွေ့တာမှုကင်းရင်ဒါတွေဖြစ်เสียမရှိတော့ဘူးဒီတွေ့တာမှုကြောင့်ဖြစ်နေတာပဲဒါကိုဖယ်မှဖြစ်မယ်ဩပဟတ္တဗဒီတဏှာဆိုတာဖယ်ရှားပြရမယ်အရာတစ်ခုဖြစ်တယ်ပေါ့ကိုယ်တဏ္ဍာမှာတကယ်ရှိနေတဲ့အရာတွေကိုလည်းပိုင်းခြားသိတယ်အဲ့ဒီရှိနေတဲ့အရာတွေကိုထုတ်လုပ်နေတဲ့အကြောင်းတရားကိုလည်းသိတယ်အဲ့ဒီအကြောင်းတရားကိုဖယ်လိုက်လို့ရှိရင်ဒီအကျိုးတရားမပေါ်တော့ဘူးဆိုတာလည်းသိလာတယ်ဆိုတော့ဒုက္ခကိုသိတယ်ဒုက္ခသမုဒယကိုသိတယ်ဟောပထမသိတာကသဝနာပฏิဝေဒလို့ခေါ်တယ်လေ့ကျင့်ပွားများအထုတ်ပြီးတော့ဉာဏ်နဲ့တက်လာလို့ဝိပဿနာဉာဏ်နဲ့သိတာကြတော့ဘာဝနာပฏิဝေဒလို့ခေါ်တယ်အဲ့ဒီအဆင့်ကိုတိုးမြင့်ပြီးတော့လောက်ကြရတယ်ပေါ့ဘယ်လိုလုပ်ဖယ်ရှားတာတော့ဆိုစဉ်းစားကြည့်လေဒုက္ခလို့သတ်မှတ်ထားတဲ့တရားတွေကိုရှုရင်နဲ့ပြက်ထားတွေကြီးပဲမြင်လာတဲ့အခါမှာ သူကဖြစ်မှုပြက်မှုတွေကအမြဲတမ်းနှိမ့်ဆက်နေတဲ့အရာကြီးဖြစ်လို့ဒုက္ခပါလားဆိုတော့သူမြင်လာတဲ့အတွက်ကြောင့်မြင်လာတာဒီလိုမြင်လိုက်ချင်းစီပင်တဏှာကိုဖယ်နေတာပဲဒါတွေမမြင်ခင်တော့ကလိုချင်တယ်တွေ့တယ်ဒါလည်းမြင်လိုက်ရောမလိုချင်တော့မတွေ့တော့ဆိုပါစို့စူပါမားကတ်ကြီးသွား
သွားတဲ့အခါကျတော့အစင်လားလားနော်အစင်လားလားအသွေးလှလှနဲ့ကင်လိုက်ရင်ချောညက်နေတဲ့ဒီဇိုင်းလှလှနဲ့အဝတ်အစားလေးတစ်ခုတွေ့တယ်ဆိုတာလိုချင်တယ်ဒါလေးနဲ့ဆိုသိမ့်လိုက်တယ်မှန်ရှိသွားပြီးတော့ကတ်ချိသဘောတွေကိုကြားနော်အဲသဘောတွေကြားတဲ့ဟာကိုတေးသေးချာချာဝယ်တော့မယ်ဆိုတဲ့အခါစစ်ဆေးကြည့်လိုက်တဲ့အခါကျတော့ဘာသွားတွေ့တော့ဆိုဘီလောင်ပေါက်ကလေးသုံးခုသတ်တွေ့အဲ့ဒီချိန်မှာလိုချင်စိတ်ရှိသေးလားမရှိပါဘူးဗျာမရှိတော့လိုချင်စိတ်ရှိသေးလားဆိုမရှိတော့အဲ့ဒါလိုပဲဒုက္ခတွေကိုငကိုယ်တော့မမြင်ခင်တော့မှန်လေးနဲ့ကတ်ကတ်ကြည့်တယ်နော်အဲ့ဒီဒုက္ခကိုပဲတဏှာလိမ့်နေပေါင်နာရိုက်တယ်အကုန်လုံးဒုက္ခကိုပဲဖီးလိမ့်ပြီးတော့မှန်ကြည့်ပြီးပြင်းတယ်ဟောပြင်ပြီးတဲ့အခါကျတော့နော်ဒါကိုတွေ့လိုက်တွေ့တာလိုက်လိုချင်လိုက်ဒီလိုဖြစ်တယ်နောက်ဆုံးမှာမတင့်တယ်တာကိုလည်းမြင်လိုက်ရောအဲ့ဒါတွေဟာတခုမှမဟုတ်ဘူးဆိုတာလည်းသိတဲ့အခါမှာတွေ့တာမှုတွေဟာအကုန်ပြက်ပြဲသွားတယ်လိုချင်စိတ်တွေကုန်ခန်းသွားအဲ့ဒီလိုချင်စိတ်ကုန်ခန်းသွားတာဒီပင်ဒုက္ခသမုဒယတဏှာကိုဖယ်လိုက်ခြင်းပဲတဲ့တည်ငါပဟံအားဖြင့်ဖယ်တာနော်သို့တော့အတွင်းထဲကအငုတ်ကိုသူလှုပ်အောင်မလုပ်နိုင်သေးဘူးအပေါ်ယံလေးလောက်ပဲဖယ်နိုင်သေးတယ်အတွင်းထဲကအငုတ်ကိုလှုပ်အောင်ဖယ်နိုင်မှဖြစ်မှာအဲ့ဒါကြတော့ထပ်ပြီးလေ့ကျင့်ရထပ်လေ့ကျင့်လာတဲ့အခါဒီအမြင်တွေကအင်အားရှိလာပြီဆိုရင်အတွင်းကပါအနုတ္တယလို့ပြောတာပေါ့အတွင်းထဲကအနုတ္တယ positive ဖြစ်နေတဲ့တဏှာကိုဖယ်ရှားပြနိုင်မှာသူကနောက်ထပ်မလာတော့မှာအေးအဲ့ဒါကိုပြောတာဒုက္ခကိုမြင်တယ်သမုဒယကိုဖယ်တယ်ဆိုတော့ဒုက္ခကိုကြည့်ရင်သမုဒယဖယ်ပြီးသားဖြစ်သွားတယ်အမှန်မြင်သွားလို့ရှိရင်ဖယ်ပြီးသားဖြစ်သွားတယ်ခုနတော့ကကြည့်မြင်တာကမိလောင်ပေါက်ကလေး၃ခုမြင်တာစိတ်ပြက်သွားတာကအဝတ်ပေါ်မလားအပေါက်ကလေးကိုစိတ်ပြက်ထားလားအဝတ်ကြီးတစ်ခုလုံးကိုစိတ်ပြက်သွားတာအေးထို့တူပဲယုံနာဓမ္မသင်္ခါရတွေကိုကြည့်တဲ့အခါအနိစ္စသဘောဒုက္ခသဘောအနတ္တသဘောတွေကိုမြင်လိုက်တဲ့အခါကျတော့ဒီဘဝကြီးတစ်ခုလုံးကိုစိတ်ပြက်သွားတာအဲ့ဒီစိတ်ပြက်သွားခြင်းဒီပင်တဏှာကိုဖယ်တာလို့ပြောတာဟောရှုတာတခြားတဏှာကိုဖယ်နေတာတခြားမဟုတ်ဘူးရှုရင်တဏှာဟာခံသွားတာပဲပေါ့ဒီလိုဆိုလိုတာအဲ့တော့အဲ့ဒီလိုတဏှာဟာဖယ်ရမယ်ဟာလို့မြင်လာတာကိုကဒုက္ခရဲ့အကြောင်းတရားလို့မြင်တာကဒါဒုက္ခသမုဒယဉာဏံဒါသမ္မာဒိဋ္ဌိတစ်ခုပဲလို့ဒီလိုဆိုတာနောက်ဆုံးမှဒီဒုက္ခရဲ့အပြစ်တွေမြင်လာတဲ့အခါကျတော့ဒုက္ခရဲ့ချုပ်ဆုံးသွားတဲ့နိဗ္ဗာန်ဆိုတာရှိတယ်လို့ဒီလိုမြင်မလာပေဘူးလားအဲ့ဒီဒုက္ခရဲ့အဆုံးသတ်ဒုက္ခတွေအလုံးရှိနေတဲ့မြတ်ဟာဘယ်တော့မှမချမ်းသာဘူးဒီဒုက္ခလို့ဆိုတဲ့ယုတ်တရားနံတရားတွေအလုံးချုပ်ငြိမ်းသွားတဲ့និရောဓဆိုတဲ့ကျင့်လို့ချုပ်ငြိမ်းသွားအောင်အကြောင်းတရားတွေကိုဖယ်ရှားလိုက်လို့အကျိုးတရားတွေရပ်သွားတဲ့ချုပ်ငြိမ်းမှုဟာအမတန်မှချမ်းသာတာပဲလို့ဟောရှေးဥစွာသိတာကတဝနာပฏิဝေဒာនិရောဓသစ္စာကိုတဝနာပฏิဝေဒာနဲ့သိတယ်နောက်ဆုံးဝိပဿနာတရားအထုတ်ရင်နဲ့သင်္ခါရတရားတွေကရောကြသွားပြီးသင်္ခါရတရားလေးတွေကဟိုနဲသွားတာဘာလို့လဲဆိုအပြစ်တွေကိုမြင်နဲ့သင်္ခါရတရားတွေပေါ်မှာစိတ်ပြည့်မှုတွေများလာပြီးတော့တွေ့တာမှုတွေကရောကြပြီးတော့သွားတာနောက်ဆုံးမှာတွေ့တာမှုတွေအလုံးချုပ်ငြိမ်းသွားတော့သင်္ခါရတရားတွေရဲ့ချုပ်ငြိမ်းမှုနိဗ္ဗာန်ဆိုတာကိုလည်းမြင်လိုက်တယ်မျက်မှောက်ပြုလိုက်တယ်အဲ့ဒါကြတော့ဘာဝနာပฏิဝေဒာဒီလိုဆိုလိုတာနော်ဝိပဿနာတရားအထုတ်ရင်ဒီပฏิဝေဒတွေကလာတာပဲပေါ့ထိုးရင်းသိလိုက်အဲ့တော့အဲ့လိုဘာဝနာပฏิဝေဒသစ္စိကရိယာပฏิဝေဒပေါ့နော်ဘာဝနာနဲ့သစ္စိကရိယာပฏิဝေဒမျက်မှောက်ပြုပြီးတော့និရောဓသစ္စာကိုသိလိုက်တယ်တဲ့အဲ့တော့သိလိုက်တာဟာသူ့ဘာသူသိတာလားလို့ဆိုတော့မဟုတ်ဘူးမေဃသစ္စာလို့ခေါ်တဲ့ဒီမေဃင်၈ပါးဒီစွမ်းအားတွေကိုကိုယ်တဏ္ဍမှာမြင့်တင်ပေးရင်အလုံးလုံးထားကိုကခုနဒုက္ခကိုကြည်တာဘာနဲ့ကြည်တာလဲဆိုမေဃင်၈ပါးနဲ့ကြည်တာအဲ့ဒီမေဃင်၈ပါးနဲ့ကြည်တာကိုပဲပုပ္ပဘာကမက်လို့ခေါ်တယ်ဝိပဿနာအဲ့ဒါနဲ့ကြည်ရင်စိတ်ပြက်ပြီးတော့တွေ့တာမှုတွေကိုဖယ်လိုက်တယ်တွေ့တာမှုတွေငြိမ်းသွားတယ်သင်္ခါရတရားတွေအလုံးချုပ်သွားတယ်
ဒါကြောင့်မို့မြတ်စွာဘုရားကချုပ်မှုနှစ်ခုဟောထားတာရှိတယ်ဓမ္မစကြာကိုသိချကြည့်နာမည်ပေးတော့ကဒုက္ခនិရောဓလို့နိဗ္ဗာန်ကိုနာမည်ပေးတယ်နော်ဒုက္ခရဲ့ဒုက္ခនិရောဓလို့သာနာမည်ပေးတာဒုက္ခသမုဒယនិရောဓလို့နာမည်မပေးဘူးဆိုတာကိုတတိထားသစ္စာလေးပါးမှာဒုက္ခនិရောဓဒုက္ခရဲ့ချုပ်ငြိမ်းမှုနံပါတ်1သစ္စာရဲ့ချုပ်ငြိမ်းမှုလို့မြတ်စွာဘုရားကနိဗ္ဗာန်ဆိုတာနံပါတ်1သစ္စာရဲ့ချုပ်ငြိမ်းမှုလို့ပြောတယ်သို့တော့ကတမသဘိက္ခွေဒုက္ခនិရောဓအရိယသစ္စာလို့ပြောတဲ့အခါရှင်းတဲ့အခါကျတော့ဘာပြောလို့ဆိုယောတတ္တယေဝတဏှာယအတေတဝိရာဂនិရောဓဆိုပြီးတော့ဒုတိယသစ္စာရဲ့ချုပ်ငြိမ်းမှုဟောတာဒါကိုသတိထားဒုတိယသစ္စာရဲ့ချုပ်ငြိမ်းမှုနာမည်ပေးတော့ကပထမသစ္စာရဲ့ချုပ်ငြိမ်းမှုဟောတရားရှင်းတဲ့အခါကျတော့အဲ့ဒီပထမသစ္စာရဲ့ချုပ်ငြိမ်းမှုသည်ဒုတိယသစ္စာချုပ်ငြိမ်းမှပထမသစ္စာချုပ်ငြိမ်းတယ်ဒီလိုဆိုလို့အကြောင်းတရားချုပ်မှအကျိုးတရားဆိုတာချုပ်လို့ရတယ်ဒါကြောင့်မို့မြတ်စွာဘုရားကအကြောင်းတရားပေါ်မှာဒီတွေ့တာမှုပြတ်သွားခြင်းသည်ပင်နဲ့ဒုက္ခនិရောဓဆိုတာကိုစိုက်ထိတာပဲလို့ဒုက္ခនិရောဓစိုက်ထိလိုက်တာနဲ့ဒုက္ခនិရောဓလည်းစိုက်ထိသွားတယ်ဒုက္ခသမုဒယလည်းនិရောဓဖြစ်သွားတယ်ပေါ့ဆိုလိုတော့နှစ်ခုစလုံးချုပ်သွားတာပဲပေါ့ဟုတ်ကဲ့အကြောင်းချုပ်လို့အကျိုးချုပ်သွားတာဆိုတာကိုတွေ့တော့အဲ့ဒါဟာဘာဝနာပฏิပေဝေဒအရာနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားရင်တစ္ဆိကိရိယာပฏิဝေဒအဲ့ဒီဉာဏ်ကိုတမ္မာဒိဋ္ဌိလို့ခေါ်တာနောက်ပြီးတော့အခါကျတော့အဲ့ဒါလို့ချုပ်အောင်ဘယ်သူနဲ့လှုပ်တာတော့ဆိုမဂ္ဂင်၈ပါးနဲ့ပဲလှုပ်တာအဲ့ဒီမဂ္ဂင်၈ပါးနဲ့ဘာကိုဘယ်ပေါ်မှာအလုပ်လုပ်တုံဆိုရင်နံပါတ်1သစ္စာပေါ်မှာအလုပ်လုပ်တယ်အဲ့တော့ဝိပဿနာတရားအထုတ်လို့ရှိရင်ဘာရှုရမှာတော့ဘာရှုရမှာတော့လို့မေးလေးရှိကြတယ်ဒုက္ခသစ္စာကိုရှုဒီလိုဆိုလို့လားမဂ္ဂင်ဒုက္ခသစ္စာဆိုတာယုံနဲ့နာမဲ့ပေါ့အဲ့တော့ဝိပဿနာလုပ်လို့ရှိရင်သစ္စာ၄ပါးနဲ့ပြောမယ်ဆိုရင်မဂ္ဂသစ္စာကိုထူထောင်နေဆိုတာဒုက္ခသစ္စာကိုရှုရင်လေ့ကျင့်တာကိုပြောတာနော်အဲ့တော့ထူထောင်လို့ဆိုတာဘယ်လိုထူထောင်ရမလဲသီလဆောက်တည်လိုက်တယ်တမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဟောဒီမဂ္ဂင်၃ခုကိုထူထောင်လိုက်တာတရားထုတ်တော့မယ်ဆိုရင်အဲ့ဒီမဆောက်တည်လိုက်ဘူးလားဆောက်တည်လိုက်တယ်အဲ့ဒါတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုလုံးသွားတယ်ကျန်တဲ့၅ခုနဲ့ကြည့်တရားကိုကြိုးစားထိုင်နေသမ္မာဝါယာမဒုက္ခသစ္စာလို့ဆိုတဲ့ယုံနာအာယုံနဲ့စိတ်နဲ့ကိုအမြဲတမ်းတွေ့ပေးနေတဲ့သမ္မာတတိအဲ့ဒီပေါ်မှာစိတ်ငြိမ်သွားအောင်ကြိုးစားတယ်သမ္မာသမာဓိအဲ့ဒီပေါ်မှာမမြဲတဲ့သဘောတွေကိုဆင်ခြင်စဉ်းစားတယ်သမ္မာသင်္ကပ္ပမမြဲတာတွေကိုကောင်းအောင်ရှင်းရှင်းကြီးသိသွားတယ်သမ္မာဒိဋ္ဌိတဲ့ဟောဒါနဲ့အလုံးလုံးတာပဲအဲ့တော့မဂ္ဂင်၈ပါးနဲ့ဒုက္ခသစ္စာကိုကြည့်တယ်ကမ္မထာအထုတ်တယ်ဆိုတာမဂ္ဂင်၈ပါးနဲ့ဒုက္ခသစ္စာကိုကြည့်ခြင်းပဲဖြစ်တယ်တဲ့ဒုက္ခသစ္စာကိုကြည့်လိုက်တဲ့အခါရဇက်ကဘာလဲအလုံးတစ်ခုလုံးလို့ရှိရင်အကျိုးဆိုတာလာတာကြီးပဲလေအဲ့တော့ရဇက်ကဘာတုံးလို့မေးမယ်ဆိုလို့ရှိရင်အတွေ့ကိုဖယ်ရှားခြင်းနော်និရောဓဆိုတဲ့ဒုက္ခသမုဒယတို့ရဲ့ချုပ်ငြိမ်းမှုနိဗ္ဗာန်ကိုတွေ့ခြင်းပဲဒါပဲသူ့ရဲ့ရဇက်ကအဲ့ဒီនិရောဓကိုတွေ့ပြီးတော့အပေတွေဒီတွေ့တာမှုတွေလိုချင်မှုတွေအလုံးကိုဖယ်ရှားပလိုက်တယ်ဘယ်ပေါ်မှာဖယ်ရှားတာတုံးဆိုဒုက္ခပေါ်မှာဖယ်ရှားလိုချင်တာကဒုက္ခကိုလိုချင်နေတာနော်အေးလိုချင်မှုတွေရှိတဲ့နေရာပေါ်မှာတဏှာဒီလုံးဝငြိမ်းသွားပြီဆိုလို့ရှိရင်ဒါကြောင့်မို့လို့တဏှာတွေလုံးဝငြိမ်းသွားတာကိုတဏှခယလို့တစ်ခါခေါ်တယ်မြတ်စွာဘုရားကဘုရားဖြစ်သူရောက်ပြီးတဲ့အခါမှာအိမ်တိုင်းဘုရားကိုးဝဲတဲ့အခါမှာဘုန်းကြီးတွေပင့်ပြီးရွတ်တယ်မို့လားအနေကဇာတိတန်တာရံစာအဲ့ဒီမှာတတိထားကြည့်နောက်ဆုံးအပိုက်စကလုံးလေးတစ်ခုကတဏှာနံခယမစ္ဆကာတဏှာတွေကုံညောင်းဖြစ်တဲ့တဏှာကိုကုံအောင်ရှင်းပြနိုင်တဲ့ရတ္တမေရတ္တဖို့ကိုရလိုက်တယ်ဆိုတာဘုရားရလိုက်တာဟာတဏှာကုံသွားတာကိုပဲရတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့အဲ့တော့တဏှာကုံမှဒုက္ခကုံမှလေတဏှာကိုကုံအောင်ဘယ်သူကလှုပ်တုံးဆိုရင်ရတ္တမေနဲ့ရတ္တဖို့ကပဲလှုပ်တယ်ကျန်တာတွေကကုံအောင်မလုပ်နိုင်ဘူးဒါကြောင့်မြတ်စွာဘုရားကအထုတ်လို့ရလိုက်တဲ့ရလက်ကဘာလို့ဆိုရင်တွေ့တာမှုတွေကုံသွားတာပဲတွေ့တာမှုတွေကိုကုံစေတတ်တဲ့ရတ္တမေရတ္တဖို့ရောက်သွားသည့်အတွက်ကြောင့်
တွေ့တာမှုတွေကုန်သွားတယ်အဲ့ဒါကိုရလိုက်တယ်လို့ဒီလိုပြောတာနော်အေးဒါကြောင့်မို့လို့အဲ့ဒါလို့အတိအထိအောင်မြတ်စွာဘုရားကတမ္မာဒိဋ္ဌိတမ္မာဒိဋ္ဌိလို့ဒီမဂ္ဂင်၈ပါးမှာဟောတဲ့တမ္မာဒိဋ္ဌိဟာဒါလောက်ထိအဆင့်ကြမှာပြည့်ပြည့်စုံတယ်လို့ဒီလိုမှတ်ရဒါဖြင့်အခြေခံတမ္မာဒိဋ္ဌိမရှိဘူးလားဆိုရှိတယ်အဲ့ဒီအခြေခံတမ္မာဒိဋ္ဌိကဘာလို့ဆိုကံကံဤအကျိုးကမ္မတက္ကတာတမ္မာဒိဋ္ဌိဆိုတာကံသာလင်ကိုယ်ပိုင်ဥစ္စာလို့မြင်တဲ့အမြင်လေးကိုလည်းပဲတမ္မာဒိဋ္ဌိလို့ခေါ်တယ်ဒီအမြင်လေးကဒါအခြေခံလေးပဲရှိတယ်နော်အခြေခံလေးပဲရှိတယ်ကံကံဤအကျိုးကိုလှုပ်တာကုသိုလ်လုပ်လို့အကုသိုလ်လုပ်လို့ကုသိုလ်အကုသိုလ်ဆိုတာရှိတယ်ကုသိုလ်အကုသိုလ်ရဲ့အကျိုးတရားတွေဆိုတာရှိတယ်လို့ဒီလိုမြင်တာကမ္မတက္ကတာတမ္မာဒိဋ္ဌိဘာလို့လဲဆိုမြတ်စွာဘုရားဟောတယ်လေယံကမ္မံကရိတ္တန္တိကလျာဏံဝါပါဝကံဝါတတ္တကမ္မတ္တဒါယောဒါယတော်တဲ့ကိုဘာလုပ်လို့ကောင်းတာလုပ်လို့ဆိုးတာလုပ်လို့ဒီကံရဲ့အမွေဘယ်သူခံမကိုပဲခံအဲ့ဒီခံယူချက်ပေါ့အဲ့ဒီခံယူချက် I am responsible ဖြစ်တယ်ဆိုတာပြောတယ်နော် whatever I have done ငါဘာလုပ်တဲ့မြတ်ငါတာဝန်ရှိတယ်ဒီလိုခံယူနိုင်တဲ့အတိလေးကိုပဲတမ္မာဒိဋ္ဌိလို့ခေါ်တာမှန်ပါဗျာအဲ့ဒီတမ္မာဒိဋ္ဌိမှမရှိရင်ဘုရားဘာသာတောင်မဖြစ်ဘူးမှန်ပါဗျာနတ်ပြည်ဆိုတာမရောက်နိုင်ဘူးတဲ့အဲ့ဒီကနေပြီးတော့တဆင့်တက်လာတဲ့တမ္မာဒိဋ္ဌိကြတော့ဝိပဿနာတမ္မာဒိဋ္ဌိလို့ခေါ်တယ်ခုနကဒုက္ခသစ္စာကိုပိုင်ပိုင်နိုင်နိုင်သိလာဝိပဿနာတမ္မာဒိဋ္ဌိကြတော့ယုံနဲ့နံကွဲလာငါဆိုတာမရှိဘူးငါဥစ္စာဆိုတာမရှိဘူးယုံနဲ့နှမျိုးသာရှိတယ်အဲ့ဒီယုံနံတွေပေါ်မှာဉာဏ်စဉ်တက်သွားပြီးတော့အဆင့်အမြင်တွေရှင်းလာတဲ့အခါတွေ့တာမှုတွေကပါသွားတယ်နောက်ဆုံးကြတော့ဝိပဿနာဉာဏ်ကုန်ကန်ကြီးရောက်တဲ့အခါမှာဆိုလို့ရှိရင်ချစ်ချင်းမုန်းခြင်းဆိုတာမရှိပဲနဲ့သင်္ခါရတွေပေါ်မှာလစ်လျူရှုနိုင်တဲ့အနေအထားရောက်သွားတယ်လစ်လျူရှုတယ်ဆိုတာဂယုမဆိုင်ပဲနေနိုင်တဲ့အနေအထားကိုပြောတာငကိုယ်တော့ကသင်္ခါရတွေမုန်းရင်မုန်းမယ်ချစ်ရင်ချစ်မယ်ဒီနှစ်ခုပဲတွေ့တာမှုတွေရှိတယ်သင်္ခါရဥပိ္ပခာဆိုတာညံ့မယ်အတိညာနဲ့သင်္ခါရတရားတွေပေါ်မှာချစ်ချင်းမုန်းခြင်းဆိုတာမရှိတော့ဘူးကြောက်ချင်းတွေ့တာချင်းဆိုတာတွေမရှိတော့ဘူးဒီသင်္ခါရတရားတွေရဲ့သဘာဝကိုသိပြီးတော့စိတ်ဓာတ်တည်ငြိမ်မှုရအဲ့ဒီတည်ငြိမ်မှုရသွားတဲ့ဥပိ္ပခာသင်္ခါရုပ္ပခာဉာဏ်ဆိုတာဝိပဿနာဉာဏ်ထဲမှာအဆင့်မြင့်ဆုံးပဲအဲ့ဒီဉာဏ်ရပြီးတော့မှဈာထဲမှာအနုလောမဆိုတဲ့ပေါင်းကူးဉာဏ်ပေါ်လိုက်တာနဲ့တပြိုင်နက်မဲ့ရောက်သွားတယ်မဲ့ရောက်သွားပြီဆိုတော့မှနိဗ္ဗာန်ဆိုတဲ့និရောဓကိုမျက်မှောက်ပြုနိုင်တာအဲ့ဒီကြတော့မှသစ္စာလေးပါးစုံသွားတာလို့ဒီလိုပြောတာနော်အဲ့တော့မဲ့စိတ်ပေါ်လိုက်တာနဲ့တပြိုင်နက်ဒုက္ခသစ္စာကိုလည်းပိုင်းခြားသိပြီးသားကိစ္စပြီးသွားပြီသမုဒိယကိုဖယ်ရှားလိုက်တဲ့ကိစ္စကလည်းပြီးသွားပြီတပြိုင်နက်ဖြစ်တာនិရောဓကိုလည်းပဲရောက်သွားပြီမေဃသစ္စာကိုလည်းပွားပြီးဖြစ်သွားပြီဆိုရက်ဒီလေးချက်ဟာမဲ့ပေါ်တဲ့အချိန်လေးမှာပြီးပြီးစုံတယ်ရှေ့ပိုင်းမှာဆိုလို့ရှိရင်တော့တစ်ခုစီပဲသူဟာအချိန်ချင်းမတူဘူးနော်ဒုက္ခကိုပိုင်းခြားသိနေမယ်သမုဒိယမပယ်ရသေးဘူးဟုတ်ကလားဒီလိုလာတာသူကတစ်ချိန်စီရှေ့ပိုင်းဝိပဿနာဉာဏ်မှာဒီလိုဖြစ်တယ်မဲ့စိတ်ပေါ်ပြီဆိုလို့ရှိရင်တပြိုင်နက်ကြီးဖြစ်သွားတယ်အဲ့တော့တပြိုင်နက်ဆိုတာဖြစ်နိုင်လားဖြစ်နိုင်တာပေါ့တခုသောအရာတစ်ခုဟာကိစ္စတစ်ခုဗမာစကားတော့တစ်ချက်ခုတ်နှစ်ချက်ပြတ်လို့ပြောတယ်တစ်ချက်ခုတ်လေးချက်ပြတ်တာရှိသလားဆိုရှိတယ်ဘယ်လိုလုပ်တာတော့ဆိုကဲမီးထွန်းတာလေးတစ်ခုကြည့်ဖျောင်းနိုင်လေးထွန်းလိုက်မယ်ဖျောင်းနိုင်လေးထွန်းလို့မီးတောက်ကလေးပေါ်လာတာနဲ့တပြိုင်နက်ဒီမီးတောက်ကလေးကလှုပ်လိုက်တဲ့အလုပ်ဟာတပြိုင်နက်၄ခုလှုပ်တယ်တဲ့ဘာတော့ဆိုရင်မိစာကိုလောင်ပြီးတော့သူ့အတိုင်းတာရတိုးစေတယ်ဒါတစ်ခုဖျောင်းစီလေးကိုခန်းသွားစေတယ်ဟောဒါတစ်ခုအမောင်ကိုဖြောက်လိုက်တယ်ဒါကတစ်ခုအလင်းရောင်ကိုဖြစ်ပေါ်စေတယ်ဒါကတစ်ခုဘယ်သူကအရင်ကြတော့ဘယ်သူကရှေ့ကြတော့မေးကြမရှိဘူးတပြိုင်တည်းသွားတာအဲ့ဒါလိုပဲတဲ့မက်ဆေ့ပေါ်တဲ့အခါမှာနော်ဒုက္ခကိုလည်းပိုင်းခြားသိလိုက်တယ်ဒုက္ခသမုဒယကိုလည်းဖယ်ရှားပြလိုက်တယ်ဒုက္ခនិရောဓဆိုတဲ့နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုလိုက်ပြီးတော့ဒီမေဃသစ္စာဆိုတဲ့ဒိယမဲ့မဂ္ဂင်၈ပါးပွားများမှုကိစ္စကလည်းပြီးသွားတယ်ဟောဒီ၄ခုဟာတပြိုင်တည်းဖြစ်သွားတာဒီလိုဆိုလိုတာနော်အေးတမ္မာဒိဋ္ဌိနဲ့လွယ်ပြောနေတဲ့ဟာဒီမြတ်စွာဘုရားသခင်ကိုရောမြတ်ကအေးတမ္မာဒိဋ္ဌိဆိုတာဒါပြောတာမဂ္ဂင်၈ပါးတဲ့တမ္မာဒိဋ္ဌိဆိုတာ
ဒုက္ခေညာဏံဒုက္ခသမုဒယညာဏံဒုက္ခនិရောဓေညာဏံဒုက္ခនិရောဓခာမိနိပฏิပဒါယညာဏံနဲ့ဒုက္ခ၌ဖြစ်ပေါ်လာတဲ့အသိဉာဏ်ဒုက္ခနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့အသိဉာဏ်ဒုက္ခသမုဒယနဲ့ပတ်သက်လာတဲ့အသိဉာဏ်ဒုက္ခនិရောဓနဲ့ပတ်သက်လာတဲ့အသိဉာဏ်ဒုက္ခនិရောဓဂ ामि နိပฏิပဒါနဲ့ပတ်သက်လာတဲ့ဒီအသိဉာဏ်ဒါဖြင့်ပတ်သက်တယ်ဆိုတာဘာပြောတာဒုက္ခကိုသိတယ်ဆိုတာဘယ်လိုသိတာဒါသာဒုက္ခဒီပြင်ဒုက္ခဆိုတာမရှိဘူးလို့ဒီလိုသိတာတခုဒီဒုက္ခဟာဘာလို့ရမလဲဆိုတာသိတာတခုဟုတ်ကဲ့လားဒီနှစ်ခုသိတာပြောသမုဒယကိုသိတယ်ဆိုတာအေးဒုက္ခကိုထုတ်လုံးတာသူပဲလို့သိတာတခုဘာလို့ရမှာလဲဆိုဖယ်ရှားရမှာလို့သိတာတခုဟောနှစ်ခုនិရောဓကိုသိတယ်ဆိုတာនិရောဓဆိုတာဘာလို့ဒုက္ခအလုံးကိုချုပ်ငြိမ်းရလို့သိတယ်မျက်မှောက်ပြုရမှာလို့သိတယ်ဟောနိဗ္ဗာန်ဟာဒုက္ခនិရောဓလို့သိတယ်မျက်မှောက်ပြုရမယ့်အရာဖြစ်တယ်လို့သိရတယ်မျက်မှောက်ပြုတယ်ဆိုတာကိုယ်တွေ့တာပြောတာနော်မျက်မှောက်ပြုတယ်ဆိုတဲ့စကားလုံးကကိုယ်တွေ့တာအသိဉာဏ်နဲ့တွေ့တာဒီလိုဆိုလို့တယ်ဟောနောက်တစ်ခုမေဃသစ္စာကြတော့မေဃသစ္စာဆိုတာဒါပဲဒါသိတယ်နောက်မေဃသစ္စာဆိုတာပွားများရမယ်လို့ဒီလိုသိတာဟောဒီအသိလေးတွေဟာအမှန်တမ်းအရေးကြီးလို့တမ္မာဒိဋ္ဌိဆိုတာဒါကိုပြောတာပါတဲ့မေဃင်၈ပါးအနေနဲ့ဖွဲ့စည်းထားတဲ့တမ္မာဒိဋ္ဌိဟာဒါအဆင့်မြင့်ဆုံးတမ္မာဒိဋ္ဌိပဲအခြေခံတမ္မာဒိဋ္ဌိဆိုတော့ကာမတက္ကတာတမ္မာဒိဋ္ဌိအဲ့ဒီတဲ့အဆင့်မြင့်တာကြတော့ဝိပဿနာတမ္မာဒိဋ္ဌိလို့တခြားတမ္မာဒိဋ္ဌိလို့ခေါ်တာတွေရှိသေးတယ်ဇံကိုလည်းတမ္မာဒိဋ္ဌိလို့ခေါ်တာရှိသေးတယ်နော်ပြီးတော့နောက်ဝိပဿနာတဲ့တစ်ဆင့်တက်သွားရင်မေဃတမ္မာဒိဋ္ဌိဖလားတမ္မာဒိဋ္ဌိဆိုပြီးတော့ကျမ်းဂန်တွေမှာတမ္မာဒိဋ္ဌိ၅မျိုးဘုန်းကြီးတို့တမ္မာဒိဋ္ဌိအကြောင်းကိုလေ့လာသုံးသပ်ခြင်းဆိုတဲ့ဟာဟောထားတာရှိတယ်နော်အဲ့တော့အခုကမေဃင်၈ပါးနဲ့ပတ်သက်ပြီးတော့အခုလိုသဘောပေါက်ပြီးတော့နားလည်ကြရမှာဖြစ်တယ်ဒါမြတ်စွာဘုရားကိုယ်တိုင်ရှင်းလင်းပြောခဲ့တဲ့ဒီဒုက္ခေညာဏံဒုက္ခသမုဒယညာဏံဒုက္ခនិရောဓေညာဏံဒုက္ခនិရောဓဂ ामि နိယပฏิပဒါယညာဏံအယံဩဇတိတမ္မာဒိဋ္ဌိတမ္မာဒိဋ္ဌိဆိုတာဒါပဲပြောတာလို့မြတ်စွာဘုရားကရှင်းတာအမြင့်ဆုံးတမ္မာဒိဋ္ဌိကိုပြောတယ်လို့ဒီလိုမှဘုန်းကြီးတို့တွေတမ္မာဒိဋ္ဌိနဲ့ပြောတာဒီတမ္မာဒိဋ္ဌိအဆင့်ကိုရောက်အောင်ကြိုးစားဖို့လိုအပ်တယ်လို့ဒီလိုဆိုလို့တယ်ဟုတ်ကဲ့အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်စွာဘုရားကိုတော်မြတ်ကိုတော်တိုင်ဖွင့်ဆိုရှင်းလင်းခဲ့တဲ့တမ္မာဒိဋ္ဌိဆိုတာကိုသိရှိကြရပြီဒါကြောင့်မို့မိမိတဏ္ဍာမှာတမ္မာဒိဋ္ဌိဆိုတဲ့ဘာဝတရားဟာသူ့လိုလျောက်ဖြစ်ပေါ်လာမှာမဟုတ်ဘူးပွားများအထောက်ရမယ့်တရားဖြစ်တယ်လေ့ကျင့်ပြီးတော့မိမိတဏ္ဍာမှာရရှိလာအောင်ကြိုးစားအထောက်ရမယ့်တရားသာဖြစ်တယ်ဆိုတာကိုသဘောပေါက်ပြီးတော့စနစ်တကျလေးလာပွားများအထောက်ခြင်းဖြင့်ကိုယ်ပိုင်တမ္မာဒိဋ္ဌိရရှိအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း